ဒီနေ့ဟောမဲ့တရားပရိသတ်ရဲ့အိယာဝင်တိုင်းတတိယပါတဲ့ဗာတရားတံဝေခတရားလေးဒီနေ့ခေါ်မလို့ယောဂါတွေထူလိုက်ကြတာဘယ်သူတော့ဘာယောဂါဖြစ်လို့တဲ့ဆေးရုံပေါ်မှာတဲ့လေဖြတ်သွားတယ်တဲ့ကိုတချမ်းသေးသွားတယ်တဲ့အိုးယောဂါထူတဲ့ခေတ်ကြီးထဲမှာအစာအသောက်တွေကလည်းပဲအမျိုးမျိုးတွေပေါ်ဆေးအတုတွေပေါ်ဆုတ်ကဆိုတာအစစရရအကုန်ဆုတ်တာသူတော်ကောင်းတရားလည်းဆုတ်တတန်တွေလည်းဆုတ်ယောဂါတွေထူစက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောပြီးသားအကြောင်းတိုင်းဆိုင်စက္ကဝတိသုတ်တံကဟောဖို့ကောင်းတယ်ဘုရောကတော့နိသကန်းစတော်ကြီးတို့ဘာလို့ဟောတာရှိလူတွေတတန်ဆုတ်ပုံတွေဘယ်ချိန်ကြရင်ဘာတွေဖြစ်ကြလို့တတန်းတွေဘလို့ဆုတ်သွားတယ်ဘလို့ယောဂါတွေထူပြောတယ်ရှက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောတာရှိပြီးသားအဲ့တော့ဒီနေ့ဒီတရားလေးဟာဘုန်းကြီးတို့ယောဂဗျာတွေထူပြောပြီးတော့အိယာပေါ်မှာနှိမ့်စေလများဝေဒနာခံစားနေရရင်ဘယ်လိုလုပ်ကြမလို့ဆိုတာလေးအိယာထဲမှာဘုံဘုံမကြခင်မှာကြိုတင်ပြင်ဆင်ပြီးတော့တရားနှလုံးကျင့်သုံးနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ခေါ်မဲ့တရားဟာပရိသတ်ရဲ့အိယာဝင်တိုင်းတရိယာပါတဲ့ဗာတရားလဲနာတဝသုပိတုံဟောတိရတ္တိနခတမာလိနိပတိဇက်ကိတုမေဝေသာရတ္တိဟောတိဝိဇာနတံနခတမာလိနိဂရိဘာညိုလွင်စိန်ပြောက်တွင်ဆင်ထားသလိုကြည်လင်လက်ဆတရားဆန်းကျင်အလွန်အလွန်လဲတင်တယ်လှပပေထားသောရတ္တိငှက်တလိษံလူသံစိတ်ငြိမ်အချိန်အေးမြညဆိုတဲ့အခါကာလသည်သူပိတုံကာမဂုဏ်အယိတ်တောဇမှာကာမဂုဏ်အယိတ်တောဇမှာအဖျားဖျားဆုံးဆုံးစိတ်သောကတွေနဲ့အိမ်မောကြ၍နေကြခြင်းဟံနတဝဟောတိဖြစ်ပေါ်၍လာခဲ့တဲ့ညမဟုတ်ပါတကားဧတရတိရောင်ရည်ဝတ္တအဖျားဖျားနှင့်လူရွာကိစ္စခဏတာနာကြရ၍အေးမြတ်သာယာဤညာချမ်းခါတိကဝိဇာနတံလောကကိုရှောက်တွေးလိုက်ပြန်သောကြောင့်တွေတသိမ့်သိမ့်ကြောတစိမ့်စိမ့်နှင့်အေးငြိမ့်စေရန်နိဗ္ဗာန်မျောညောင်းပညာရှိသူတော်ကောင်းတို့ဤပฏิဇက်ခိတုမေဝံဆက်ခန်းသေးသာညောင်းမှမလန်းတဲ့ငါဆောင်ရအောင်လို့တရားအလုံးအားထုတ်ဖို့ရန်အလို့ငါသာလျင်ဟောဒီညဆိုတာဖြစ်ပေါ်၍လာရပါပေ၏ဟောဒီညင်ယုံတော်ဓမ္မပြစေဖို့ညင်ယုံတော်ဓမ္မပြစေဖို့အတင်းခုံကျော်ကအမတ္တနဂရကိုဖြင့်မဟာပထမတစ်အကျော်ရလေအောင်ဩကဘာစရေကဖြစ်ပေါ်၍လာခဲ့ရတဲ့ညပါတကားဘုန်းကြီးတို့ကဘာကြီးမီးလောင်လို့ပြက်တယ်ရေမျောလို့ပြက်တယ်လေကြောင်းပြက်တယ်ကဘာပြက်ပြီဆိုလိုက်ကြတော့ဘုရားသားရေမြတ်စွာဘုရားအက္ကိညသုတ်တံမှာဟောရတာရှိကဘာကြီးပြက်ရောတတ္တသူရိယသုတ်တံနဲ့အင်္ဂုတ္ထုမှာလည်းရှိအဲ့ဒါကဘာကြီးပြက်တဲ့အခါကဘာပေါ်မှာလူသားရဲ့လို့တယောက်မှမပေါ်လာစဉ်ကာလကဘေးသတ္တေဗြဟ္မာကြီး၄ဦးတဲ့ဗြဟ္မာကြီးဘယ်နှဦးလဲ၄ဦးပါဗျာဗြဟ္မာပြည်ကနေပြီးတော့သုတိစိတ်ကြပြီးတော့ဆင်းလာတာ၄ဦးတဲ့ဗြဟ္မာအဝိဇ္ဇာနဲ့လာတာမဟုတ်ဘူးဘိန်းတို့မီးလောင်တဲ့ကဘာဆိုရင်လည်းပဲကဘာကြီးမီးလောင်ပြီးပြက်တယ်ဆိုရင်
ပြက်လောင်သွားတာလူဘုံနတ်ဘုံဗြဟ္မာ20တက်သွားတာဟိုမှာဗြဟ္မာ20မှာကြံနေခဲ့တဲ့ဗြဟ္မာဘုံတွေရှိတယ်အဲ့ဒီဗြဟ္မာဘုံမှာကြံနေခဲ့တဲ့ဗြဟ္မာကြီးတွေကလူမီလူလောကမှာလူသားရဲ့လို့တယောက်မှမရှိတော့လူသားအစဗြဟ္မာကဆိုတာတဘုန်းကြီးတို့ဒေသနာတော်ကတော့လူသားအစဗြဟ္မာကတော့ဟိုအာရာတို့အင်းဝါတို့ဟိုမြောက်ကနေပြီးတော့လူဖြစ်လာတယ်တို့ဆိုတာကဒါကတို့ဒီသိပ္ပံပညာရှင်တွေတို့ကြံစပြီးတော့ပြောထားတာဒေသနာတော်မှာကတော့လူသားအစဗြဟ္မာကဗြဟ္မာဆိုတာဗြဟ္မာကြီးတွေဆင်းလာတယ်ဆိုတာဗြဟ္မာဝတ်စုံကြီးနဲ့ဗြဟ္မာပြည်ကဒါတိုက်ဆင်းလာတာမဟုတ်ဘူးဗြဟ္မာဘဝမှာသုတိစိတ်ကြပြီးတော့ဗြဟ္မာကြီး၄ဦးဆင်းလာတယ်ဟောအဲ့တော့တို့စပြီးအဲ့ဒီကနေစပြီးတော့လူသားတွေစဖြစ်ပေါ်လာတယ်ထားလိုက်တော့အဲ့တော့တို့ဘာတောင်းတကြတော့ဆိုလို့ရှိရင်ကောင်းငင်ပါဟိုတော့ကတော့အလင်းတန်းကြီးတွေပေါ့လင်းနေတာကောင်းကြီးတခုနေညာမရှိဘူးနောက်တော့တို့အဲ့ဒီမှာကာမဂုဏ်တွေခံစားပြီးတော့ဒီယာတိဥရုတွေဘာတွေဖြစ်ပေါ်လာမှောင်သွားတဲ့အခါကျတော့တို့ပြလိုက်ကြပါသို့ပြေးတိုင်းညဘက်ကိုအဲ့ဒါတောင်းတတယ်အလင်းရောင်လေးတခုရရင်ကောင်းမယ်ဆိုပြီးတော့တောင်းတတော့အဲ့ဒီလူတို့ရဲ့ဆန္ဒဖြစ်ဖို့လို့စန္ဒီမာလို့ခေါ်တဲ့လပေါ်လာတယ်သူရိယလို့ခေါ်တဲ့နေပေါ်လာတယ်နေနဲ့လနဲ့ပေါ်လာတယ်အဲ့ဒီမှာနေညတစ်ခါသတ်မှတ်တယ်ထားလိုက်အဲ့ဒါပြောချင်တာကအဲ့တော့လူတွေရဲ့ဆန္ဒအရာတောင်းတတဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့လို့ပွဲထဲမှာလူပြည့်တွေပြောတယ်မို့လားတောင်းတဒုက္ခပေါ်ထွက်လာသရဝတလေးစိတ်ချမ်းမြေ့ဤဆိုတာလများပေါ်လာသလိုနေများပေါ်လာသလိုနေနဲ့ညလနဲ့နေပေါ်လာလောကကြီးတွေအဲ့တော့နေခင်းလူတွေဘာလုပ်ကြလဲတဲ့ရောင်ရည်ဝက်တာအဖျားပြာနဲ့မနဲ့မိုးလင်းလာစားဖို့လို့တောက်ဖို့လို့ဝုတ်ဖို့လို့မိသားစုအရေးရှားဖွေပြီးတော့နေကြတယ်တနေ့လုံးမှာဘေးသားတဲ့ရဲ့ဣတာရတိရောင်ရည်ဝက်တာအဖျားပြာနဲ့လူရွာကိစ္စခဏတာနာကြရ၍အေးမြသားရဤညာချမ်းခါကာလတိကညကြတော့ဘာဖြစ်လို့နေဝင်သွားတယ်နေဝင်သွားတော့အပူမရှိတော့အေးဓာဝင်လာဘာဓာဝင်လာလဲအေးဓာဝင်လာတယ်အဲ့လိုအေးဓာဝင်လာတယ်ညအချိန်ကကာလဆိုတာလူတွေဘာလို့ကြတော့ဆိုရင်အိတ်ကြတယ်တဲ့ရတ္တိငတ်တလိ္ဆာလူသားစိတ်ငြိမ်အချိန်အေးမြညာချမ်းဆိုတဲ့ချိန်ကာလသည်သူပိနုံကာမဂုဏ်အယိတ်တောဇမှာအဖျားပြားဆုံးစိတ်သောကားတွေနဲ့အိမ်မောကြ၍နေခြင်းဟာတဲ့လူတွေဘာဖြစ်လို့ညကြရင်အိတ်တာတော့နေလေကင်းမအိတ်တတ်ဘူးအရှင်မရတို့တော့နေလေကင်းကျိန်းတယ်ဘုန်းကြီးတွေတပည့်တော်တို့နေလေကင်းညဘလောက်အေးပြက်ဖရာတပည့်တော်တို့နေလေကင်းမအိတ်တတ်ဘူးတဲ့ဟောများသောအားဖြင့်ဘယေသားရဲ့နေလေကင်းမှာအိတ်တဲ့လူနဲတဲ့နေလေကင်းမအိတ်ဘူးတဲ့ဘယ်တော့အိတ်တော့ညကြမှာအိတ်တယ်ဘယ်တော့အိတ်လဲညကြမှာအိတ်တယ်အိတ်တာကိုခဏဘယ်လိုပြောတော့ဆိုလို့ချင်းအနားယူတယ်တဲ့ဘယ်လိုပြောလဲအနားယူတယ်အိတ်တယ်တူတူပဲအိတ်ဆက်ချင်းအနားယူခြင်းအဲ့တော့ဘာဖြစ်လို့အနားယူတယ်လဲဘာလုပ်နေရတော့ဟာလှုပ်ရတာပေါ့တနေ့လုံးမနဲ့မိုးလင်းမျက်စိနဲ့လုံးပွင့်တဲ့ကကိုယ်လည်းမနာဘူးစိတ်လည်းမနာဘူးနော်ပါးစပ်လည်းမနာဘူးပြောကဆိုကရောင်ရဝဲဟာအိုးတခါတည်းဇက်ဆက်တယ်လို့နှိမ့်စဒူကအလုပ်တွေလုပ်နေကြတာပင်မန်းတယ်တဲ့ရုပ်လည်းပင်မန်းတယ်စိတ်လည်းပင်မန်းတယ်နှမျိုးလုံးပင်မန်းတာတစ်မျိုးတည်းပင်မန်းတာလားနှမျိုးတည်းပင်မန်းတာလားဘာဖြစ်လို့ပင်မန်းတာလဲလူမှုရေးစီးပွားရေးစားရေးတောက်ရေးတွေဆောင်ရွက်နေကြရလို့လောကထဲမှာပြောတဲ့စကားရှိတယ်ပရိသတ်ရေနေပူမရှောင်ဘာလဲပြောသားမှာနေပူမရှောင်နေဘူးမဆောင်မိုးရမဆောင်နင်တို့ကငါရှာကျွေးခဲ့ရတာမိဘတွေပြောတဲ့စကားကြားဘူးပဲဩနင်တို့ကငါရှာကျွေးခဲ့ရတာဟာဒီမှာဈေးတောင်ကောင်းမောတင်ပြီးတော့နေဘူးမဆောင်မိုးရမဆောင်ဟောနေဘူးလည်းမဆောင်နိုင်ဘူးမိုးရလည်းမဆောင်နိုင်ဘူးနေဘူးတော့ထီဆောင်တယ်မိုးရွာတော့လေဒီလိုပဲခမောက်ဆောင်မိုးဆိုခံပြီးတော့ရှာလိုက်ရတဲ့စီးပွားဟာအဲ့တော့ဘိသတ်တွေဘုန်းကြီးတို့ခန္ဓာကိုယ်ဟာဘယ်လိုဖြစ်နေတော့လို့ဆိုတော့နေဓာတ်နဲ့ဗာဒံနဲ့လေဓာတ်နဲ့ဗာဒံနဲ့နေဓာတ်လည်းခံရတယ်လေဓာတ်လည်းခံရတယ်တဲ့
နေတံကိုကာကွယ်အောင်ဘယ်လိုလုပ်အောင်လဲအဝိဇ္ဇာထူထူဝတ်တဲ့ပြောတယ်ဘာလဲဟိုခန္ဓာကိုလိမ့်နေဟာတွေလိမ့်နေအပြင်ထွက်တဲ့ခါအမျိုးမျိုးပဲသူတို့ဒီနေ့ပြုပြင်နေကြတာဘယ်လိုပင်ပြုပြင်မှာတော့လည်းပဲပိဋကရဲ့နေတံကိုခံစားရတဲ့အတွက်ကြောင့်မို့လို့မွေးညင်းပေါက်ထဲကနေပြီးတော့နေပူတဲ့အပူရှိန်ဟာခန္ဓာကိုယ်ထဲကိုဝင်နေတယ်အဲ့ဒါမှတ်ထားနေပူတဲ့အပူရှိန်ဟာမွေးညင်းပေါက်ကနေပြီးတော့ခန္ဓာကိုယ်ထဲကိုဝင်နေတယ်ခန္ဓာကိုယ်မှာအပူစုတာခန္ဓာကိုယ်မှာဘာစုတာလူတွေဘာကြောင့်အိတ်ချင်တယ်ဆိုတာကိုပြောမလို့ခန္ဓာကိုယ်ထဲမှာအပူစုနေတာဘာစုနေတာလဲအဲ့ဒါပကတိအပူခေါ်တယ်နေပူလေပူအပူဓာတ်တွေခံရတော့ခန္ဓာကိုယ်မွေးညင်ပေါက်ထဲကိုအပူတွေကစုပြီးတော့ဝင်အဲ့ဒါကအပြင်ဘူးအတွင်းဘူးလောဘကြောင့်ပူတယ်ဒေါသကြောင့်ပူတယ်မောဟကြောင့်ပူတယ်ဟိုစိတ်တွေပူလိုက်တာငါသမီးလေးပြန်မလာလို့ငါသားလေးပြန်မနာလို့ဟောအဲ့ဒါကစိတ်ပူအဲ့ဒါကဘာပူလဲအတွင်းပူဘာပူလဲပိဋကတ်အပြင်မှာနေပူမကြောင်မိုးရမကြောင်ရှားပွေကျွေးမွေးရလို့ပူလို့နေပူတွေလေပူတွေကမွေးညင်းပေါက်တွေကဝင်လို့အပူတွေခန္ဓာကိုယ်ထဲမှာစွန့်နေတာကတစ်မျိုးတဲ့ဟောသာသမီတွေမလာလို့ပူရတာကတစ်မျိုးယောက်ျားပြန်မလာလို့ပူရတာကတစ်မျိုးဟိုထီထိုးထားတာချဲထိုးထားတာပေါက်လို့လားမရောတာလို့ပူရတာကတစ်မျိုးနဲ့အဲ့ဒါအတွင်းပူတွေဘာပူတွေလဲပိဋကတ်တွေအဲ့ဒါအတွင်းဘူးတွေအပူနှမျိုးညှပ်ပြီးတော့နေထားတာအဲ့တော့အပူနှမျိုးညှပ်ပြီးတော့နေတော့ညနေနေဝင်သွားပြီလဲဆိုတော့နေလုံးလဲပြောင်းသွားတော့ဘိယတိုင်းအေးတာဝင်လာဘာသာဝင်လာလဲအေးတာဝင်လာတော့ခန္ဓာကိုယ်ထဲမှာဝင်နေတဲ့အပူတွေကအပြင်ကအေးတာလေးလဲရလာတော့ဘိယတတ်တွေလေပူနေပူမိထားတဲ့အပူတွေကဘယ်နာမှာသွားစုတော့လို့ဆိုတော့မှတ်ထားအပူစုတဲ့နေရာခါအောက်ပိုင်းမှာတဲ့အပူဘယ်နာသွားစုအပူစုတာခါအောက်ပိုင်းမှာခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာရှိသမျှအပူတွေအကုန်စုတယ်အဲ့တော့အပူစုတယ်ဆိုတော့ဘာဖြစ်တယ်လဲငါခါနာတယ်ငါနေရတာမအီမလဲနဲ့နည်းတော့နင်းပေးသားမှာဆိုတော့ဟောနေပြီးတော့အပူလေးပါလေးထုတ်လိုက်တဲ့အခါကျတော့အနိစ္စကမေးတယ်သူ့ချက်တော့လေးနဲ့ဖိထားတာဖိထားတာချွပေးလိုက်တဲ့အခါကျတော့အပူထွက်လာလို့မေးတော့ဘာပြောလဲအမလီရှိတဲ့နေထွက်သွားတယ်တဲ့အပူလေးတဲ့ဟောအပူထုတ်တယ်ဆိုတာပရိသတ်တဲ့ရဲ့အောက်ပိုင်းမှာထုတ်တာတဲ့ဘာမှထုတ်တာတဲ့လဲလည်းပဲနေပြီးတော့အပူထုတ်တယ်ဆိုတာကြားဘူးလားမကြားဘူးလေမလို့ပရိသတ်အပူကအောက်ပိုင်းမှာစုနေတာဘာမှစုနေတာအောက်ပိုင်းမှာစုနေတာညကြတော့အေးလာပြီအေးလာတော့အဲ့ဒီအပူတွေဘယ်လာတယ်လဲတက်လာပြီပရိသတ်ခါရိုးကနေပြီးတော့အပူတွေဟာတောက်လျှောက်အပေါ်ကိုတက်အုံနောက်ထဲရောက်အပူရှိန်နေရအုံနောက်ထဲရောက်ပြီးတော့အဲ့ဒီအုံနောက်ထဲရောက်တဲ့အပူရှိန်တွေကဘယ်ကိုပြန်ဆင်းလာတော့ဆိုရင်မျက်ခွန်ဘောကိုတဲ့ဘယ်ကိုဆင်းလာလဲမျက်ခွန်ဘောကိုဆင်းလာတော့မျက်ခွန်ကိုအပူတွေလာဖိတော့မျက်စိတွေလေးလာတယ်ဘာတွေလေးလာတယ်အဲ့ချိန်ရင်ဘယ်လိုဖြစ်လာပြောတာအိတ်ရှင်ဘယ်လိုဖြစ်လာလဲမျက်ခွန်နေလေးလာတယ်ပွတ်တယ်မလေးဘာလို့အိတ်ရှင်နေမှမသိပါဘူးဘာလို့အိတ်ရှင်နေမှမသိပါဘူးမကိုရီးယားကလည်းကြည့်ကောင်းနေတယ်ဒီမျက်စိကလည်းလေးလာတယ်ဘယ်လိုလုပ်မလဲမျက်စိပွတ်တယ်မရဘူးမရေတိုင်းကြာတော့ဘာဖြစ်လဲ TV ကြည့်နေရင်နဲ့ခေါ်နေအိတ်မပြောသွားဘူးလားမျက်စိပေါ်မှာမျက်ခွန်ပေါ်မှာအပူလာဖိလို့ဒီမှာအိတ်ချင်နေတဲ့အချိန်ကိုနီးပေးမယ်မအိတ်ချင်နေအဲ့ဒီမျက်ခွန်မောကိုဘယင်းသားရင်ကိုယ့်ရွက်ကလေးလက်လေးနဲ့ပုတ်ပြီးတော့အရင်လေးထွေအောင်လုပ်ပြီးတော့ကိုယ့်ရွက်လေးကတ်ထားကြည့်သားမှာအပူထုတ်ပြလိုက်ဘာထုတ်ပြလိုက်မအိတ်ချင်တော့ဘူးမျက်ခွန်မောမှာလာစုနေတဲ့အပူကိုကိုယ့်ရွက်နဲ့စုပ်ပြီးတော့ထုတ်ပြလိုက်အဲ့ဒါမအိတ်ချင်တော့အဲ့ဒါမှသာကြအိတ်ချင်လာပြီဆိုလို့ရှိရင်ကိုယ့်ရွက်လေးနဲ့မျက်စိကိုကတ်တော့အပူကဆုပ်ထွက်သွားအဲ့ဒါမျက်စိတွေပေါ်မှာအပူကလာဖူးတော့လာဖိတဲ့အခါကျတော့ဘေးသက်တွေမျက်ခွန်းတွေလေးလာတဲ့အခါကျတော့ဘာဖြစ်လဲမျက်လုံးကလေးလာပြီးတော့မှေးလာပြီးတော့ဘေးသက်တွေဘာဖြစ်လဲအိတ်သွားတယ်တဲ့ဘာဖြစ်သွားလဲ
ဒါကြောင့်မို့လို့လူတွေဘာဖြစ်လို့အိတ်ကြတာတော့ဆိုလို့ချင်းအပူကြောင့်အိတ်တာဘာကြောင့်အိတ်တာနေ့ကလည်းပူထားတဲ့အပူစိတ်သောကတွေလည်းရောက်ထားတဲ့အိပ်ပျော်သွားရင်တရားနာတော်ပေးတဲ့အိပ်ပျော်သွားရင်စိတ်သောကမရှိတော့ဘူးရှိသလားရှိပါဘူးဗျာအိပ်နေတဲ့အချိန်လေးမှာငြိမ့်နေတာပဲတာဘူးသမီးဘူးလင်းဘူးမရဘူးဘာဘူးမှမရှိပဲနဲ့အိပ်ပျော်နေတဲ့အချိန်အေးဟာအပူသောကငြိမ့်နေတယ်အဲ့တော့အိပ်မပျော်ဘူးတဲ့ဟောလာပြန်ပြီအိမ်မပြောဘူးတဲ့အိမ်မပြောတာဘယ်လောက်ကြာလဲတပတ်ရှိပြီပိန်သွားတယ်နော်အိမ်မပြောဘူးတဲ့အဲ့တော့ဘုရားတိုက်ဓမ္မဘုန်းကြီးပြောပြမယ်ခန္ဓာကိုယ်မှာအစားနဲ့အိမ်နှမျိုးရှိတယ်ဘာနဲ့လဲအစားနဲ့အိမ်ကအစားပြက်ရင်ပြက်ပေစေဘုရားတိုက်အစားပြက်ရင်တော်တော်နဲ့လူကမကြဘူးအိမ်ပြက်ရင်ကြတယ်အိမ်ပြက်ရင်ရုပ်ကြတယ်အိမ်ပြက်ရင်ဘာဖြစ်လဲရုပ်ကြပါဗျာလမ်းနဲ့ချီပြီးတော့ညာတိုင်းအိမ်မပျော်တော့ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲနှစ်ထင်းနေချောင်းပြီးတော့ပယိုကြီးတွေလည်းကားထွက်လာပြီးတော့အိုးလူကဘယ်လိုဖြစ်နေလဲဆိုတော့ခြောင်ပြီးတော့သွားတယ်ဟဲ့ခြောင်သွားလိုက်တာဟုတ်တယ်ကျွန်မအိမ်မပျော်ဘူးအစားပြက်တာကပိယတာထမင်းမစားခြင်းဘူးဆိုလို့ရှိရင်အသီးနှံလေးစားပေးမယ်အသီးနှံမစားခြင်းဘူးဆိုအရေလေးတောက်ပေးမယ်ပြုပြင်လို့ရတယ်အစားရလားမရဘူးလားအိမ်မပြောဘူးဆိုတော့ဘယ်နဲ့လုံးမလဲဘယ်နဲ့မှလုံးမရဘူးပြုပြင်လို့မရအောင်အိမ်မပြောဘူးဆိုတာရှာဝန်သွားပြောပါလားအိမ်မပြောဘူးဆိုဘာဖြစ်လဲဒိုင်ယာစီပင်တိုက်ဟောသူလည်းတတ်နေတော့လုံဝေးတာပဲဘုရားတိုင်းပရမစားတော့တော့တစိတ်ကနေတချမ်းကနေတလုံးဖြစ်လာအောင်ကဲရှင်းနေလည်းမရဘူးရသလားအိမ်ရှင်းတော့ပြီးအိမ်ပါတယ်ဗျာတဲ့အိမ်မပြောဘူးပိုဆိုးတယ်တဲ့ဟောသူတို့ပြောတာပဲအိမ်ရှင်းတော့ပြီးတော့အိတ်တယ်တဲ့အိမ်မပြောရင်ပိုဆိုးတယ်တဲ့အဲ့တော့ဘုရားတည်းအဖြေရှာရအောင်ဘုန်းကြီးတို့ဘာဖြစ်လို့အိတ်ကြတာတော့ဆိုအပူစုလို့အိတ်တာဘာဖြစ်လို့အိတ်တာအပူတွေသိပ်များနေရင်အဲ့ဒီအပူတွေထွက်ခွင့်မရဘူးဆိုလို့ရှိရင်ဘုရားတည်းအိတ်မပြောဘူးတဲ့ဘာမပြောဘူးတဲ့လေအိတ်မပြောဘူးအိတ်ပြတဲ့ညတွေများလာတယ်ဘာဖြစ်လို့လဲအပူတွေထွက်ခွင့်မရတော့အပူတွေစုနေတယ်ဓမ္မခရမ်းသီးတို့ဘူးသီးတို့ဟင်းရွက်တို့ကအပူမိရင်ပရိသတ်မနှွမ်းဘူးလားပိန်ပြီးတော့ရှုပ်မသွားဘူးလားအိမ်ကြီးပြက်တဲ့လူကလည်းပရိသတ်မှတ်တာတပြည့်ပြည့်နဲ့ပိန်လာတယ်ဘာဖြစ်လားလဲဒီဘုန်းကြီးပိန်လာဝါလားတော်တော်အေးပြက်ပုံရတယ်နော်တော်တော်အေးပြက်ပုံရတယ်အဲ့ဒါတော့အပူစုနေတဲ့ပုဂ္ဂိုလ်ဟာဟင်းရွက်ကစွန်များဟာနေပူမိလို့ပိန်သွားရှုပ်သွားတယ်လို့အပူများတဲ့ပုဂ္ဂိုလ်တွေရတယ်ပိဋကရေပိန်တတ်တယ်တဲ့အထဲမှာအပူအောင်းနေတာဘာအောင်းနေတာလဲကိုင်းနေတော့ပိဋကတေတော်ပြီပြောချင်တာကဘာလဲလူသားတွေဘာဖြစ်လို့ညာကြလို့ရှိရင်အိတ်ကြတာတော့ဆိုရင်နေခင်းကပူထားတဲ့အပြင်ပူရဲ့တောကတွေလောဘတွေတာရည်သမီးရည်စီးပွားရည်တွေနဲ့အတွင်းပူလို့ခေါ်တဲ့စိတ်အပူရဲ့အဲ့ဒီအပူတွေဖိတဲ့အတွက်ကြောင့်မို့လို့လူသားတွေကညကြလို့ရှိရင်အိတ်ဆက်နာယူကြရတယ်အပူထုတ်ပေးရအဲ့ဒါအပူတွေထွက်နေရောသူကအဲ့တော့လူတယောက်ရဲ့အိတ်ချိန်ဟာအနာယူချိန်ဟာဘလောက်တုံးလို့ဆိုရင်ရှင်းပညာက8နာရီတဲ့ဘုရားသားရဲ့ဘယ်နှနာရီတဲ့လဲ8နာရီပါဗျာ8 3လီဘလောက်လဲတနေ့မှာနာရီပေါင်း24နာရီပေါင်းဘလောက်ရှိလဲ24နာရီကို3ပုံတစ်ပုံကို8နာရီမနေဘူးလား16နာရီကအလုံးလုံးချိန်နဲ့16နာရီကဘာချိန်နဲ့အိတ်ချိန်ကဘယ်နှနာရီအဲ့ဒါလူသားတယောက်ရဲ့အနာယူချိန်ဟာ8နာရီအိတ်ချိန်တဲ့ဒါကရှေးပညာကဆရာဝန်ကြီးတွေပြောတာလုံလောက်တဲ့အိတ်ဆက်အနာယူခြင်းကိုယူရမယ်ဟောဒါဖြစ်လို့ရှိရင်အဲ့ဒီ8နာရီအိတ်မှာလူကလန်းလန်းဆန်းဆန်းနဲ့ကြည်ကြည်လင်လင်နဲ့ဝဝဖြိုးဖြိုးဖြစ်မှာလားဆိုတော့ပရိသတ်ချွရင်းချက်တော့ရှိတယ်တဲ့တော်တဲ့တောင်ထဲမှာဝါကြောင်းတွေမှာတစ်ပင်ရင်းတွေမှာဖယားလက်ထက်ကလည်းရှိပါတယ်ယခုလည်းရှိပါတယ်ဘုန်းကြီးတို့မာဘောဓိမြိုင်စတော်ကြီးတို့ဆိုလို့ရှိရင်တော်တဲ့တောင်ထဲမှာနေပြီးတော့တောရိပ်တောင်ရိပ်ခေါ်ပြီးတော့ဟိုမဟာမြိုင်တောကြီးထဲမှာတောရဆောက်တည်နေတဲ့သူတော်စင်ကြီးတွေယဟန်တွေဟာဘေးသတ်တဲ့အိတ်ဆက်ချိန်2နာရီ3နာရီလောက်ပဲယူလိုက်ရင်လုံလောက်တယ်တဲ့ဘာဖြစ်လို့တော့ဆိုအပူမမိလို့ဘာဖြစ်လို့လဲအပူမမိလို့ပါဗျာ
အေးမောကွယ်တောတဲ့တောင်ထဲမှာနေတော့မဟာမြိုင်တောကြီးထဲမှာသတင်သုံးနေတော့နေပူတန်လည်းမမိဘူးမိသလားမိပါဘူးဗျာတရားရှုမှပွားများနေတဲ့အတွက်ကြောင့်မို့လို့လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမာနလည်းမဖြစ်ဘူးရာဂလည်းမဖြစ်ဘူးတောတဲ့တောင်ထဲမှာတရားနှလုံးကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တွေကသားရည်သမီးရည်စီးပွားရေးကိုရှိသလားရှိပါဘူးဗျာအဲ့ဒီအမှုသောကတွေရှိလားရှိပါဘူးဗျာအတွင်းမှုလည်းမရှိဘူးအပြင်မှုလည်းမရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ခန္ဓာကိုယ်ထဲမှာကြတော့အပူကသိမ့်မစုဘူးအပူသိမ့်မစုဘူးအပူမစုရင်2 နာရီ3 နာရီလောက်ပဲခန္ဓာကိုယ်ပင်မနှွမ်းနေတာကိုအနာယူလိုက်ရင်လုံလောက်တယ်တဲ့အဲ့တော့တော်ပြီပိဋကတွေဒါဘုန်းကြီးတို့လူသားတိုင်းအလုံးယဟန်ရှင်တို့ပြည်သူအလုံးညကြလို့ရှိရင်အိတ်ကြတယ်ဆိုတာအနာယူရတယ်ဆိုတာတနေ့လုံးပူနေတဲ့အပူတွေထွက်ပါစေထွက်အောင်ဆိုပြီးတော့မျက်လုံးကနေထွက်မယ်ပါးစပ်ကနေထွက်မယ်နှာခေါင်းကနေထွက်မယ်ထွက်တော့ကိုအိတ်နေတဲ့အချိန်မှာအပူတွေထွက်သွားဒါကြောင့်မနေ့မိုးလေးလို့ရှိရင်ပရိသတ်ကိုအိတ်တဲ့အိတ်ရစမ်းကြည့်တာပူမနေဘူးလားအဲ့ဒါပဲပရိသတ်ရဲ့အခုဒီမှာပူနေတယ်အိတ်ရကတို့ရင်အိတ်ရတွေပူနေတယ်ဩဒါခန္ဓာကိုယ်ကထွက်တဲ့အပူကိုင်းမနဲ့မိုးလေးလို့မျက်နှာသင်ပြီးတာနဲ့ထိတဲ့ချောင်းကိုင်းပြီးတော့ထွက်ပြန်ပြီးပြန်ဝင်ပြန်ပြီးအပူပူသလားမပူဘူးလားသားရဲ့သမီးရဲ့စီးပွားရေးလူမှုရေးတွေနဲ့ပြန်ပူသလားမပူဘူးလားပူလားဗျာနဲ့ညာကြတော့အဲ့ဒီအပူထွက်အောင်မလုပ်ရလဲပင်မနေတဲ့နွားနေတဲ့မအိပ်ရဘူးလားအဲ့တော့ဘုရားတိုင်းလိုက်ဆိုကြည်စားမှာတစ်နေ့တစ်ခါအိပ်ရမှာသူငါအိပ်ကြတာတစ်နေ့တစ်ခါအိပ်ရမှာသူငါအိပ်ကြတာအိပ်ရတဲ့တွင်အတွေးဝင်ပူပင်နေခဲ့တာအိပ်ရတဲ့တွင်အတွေးဝင်ပူပင်နေခဲ့တာဩဘိသတ္တေများသောအဖြစ်ကျမ်းမာရေးပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေကအိပ်ရတဲ့ကိုတနေ့မှတစ်ခေါက်ပဲရောက်တယ်တနေ့ဘယ်နှခေါက်ရောက်ဘယ်ချိန်လဲညအချိန်ဘယ်ချိန်လဲဘိသတ်ရဲ့ညစားပြီးတောက်ပြီး9 နာရီခွဲ10 နာရီဆိုရင်အိပ်ရတယ်မဝင်ဘူးလားအဲ့ဒါကျမ်းမာရေးကောင်းတဲ့ပြည်စုံလေးအလုံးလုံနေတဲ့ပုဂ္ဂိုလ်တွေကတနေ့အိပ်ရတယ်တစ်ခေါက်ပဲရောက်တယ်တစ်ခေါက်ပဲရောက်တယ်အဲ့ဒါတနေ့မှတစ်ခေါက်တည်းဒီရောက်ရတဲ့အိပ်ရတယ်မှာအိပ်ပြီပဲကွယ်တနေ့လုံးနဲ့အပူတွေစုထားပြီးဖရာစာလေးဆိုလို့တရားလေးမှတ်လို့အိပ်ပါတော့လားလို့မဟုတ်သေးဘူးဘုရားတိုင်းအိပ်ရတဲ့ရောက်တော့လည်းပဲပက်လက်ကြီးလံပြီးတော့နဖူးဘောလက်တင်ဘာလုပ်တယ်လဲစဉ်းစားတယ်ဘာလုပ်တယ်လဲကြည့်အောင်လုပ်ပုံကဟမ်အိပ်ပါတော့လားမပြောဘူးနဖူးဘောလက်တင်ပြီးတော့စဉ်းစားတယ်နှစ်ဖြင့်ကဘသူရှိသွားရမယ်ဘသူရှိမှအကျွေးတောင်းရမယ်ငါချိန်နာတာဘယ်နှနာရီဘယ်နှနာရီတို့ထားရမယ်သွားရမယ်အိုးအိပ်ရတဲ့ရောက်တော့လည်းပဲပရိသတ်တော်တော်နဲ့မိတ်နိုင်မဲနဲ့နဖူးဘောလက်တင်ပြီးတော့စဉ်းစားနေတယ်အဲ့ဒါမြတ်စွာဘုရားကဝံမိကသုတ်တံမှာတောင်မူကြီးအခိုးတွေလွှတ်နေတာတောင်မူကြီးဘာဖြစ်နေတာလဲဘုရားဟောတာဝံမိကသုတ်တံဆိုတာရှိတယ်တောင်မူကြီးညကြခိုးတွေလွှတ်နေတာအဲ့မပြောဘူးစဉ်းစားနေတဲ့ဘုရားတိုင်းတော်ပြီယတိပြဖြတ်ချလိုက်ဟိုးတော်ပြီမနဲ့မိုးလင်းမှာပဲဒီကိစ္စတွေရှင်းတော့မယ်အိတ်တယ်ကွာဆိုအိတ်ပါလားမအိတ်ဘူးဟိုပဲလှိမ့်လိုက်ဒီပဲလှိမ့်လိုက်ဟိုပဲလှိမ့်လိုက်ဒီပဲလှိမ့်လိုက်စဉ်းစားလိုက်မျက်လုံးကြီးဖွင့်ကြည့်လိုက်ခြံတော်ခေါင်းမိုးကြည့်လိုက်ဘေးကြည့်လိုက်ဘာမှလည်းမရှိဘူးတယောက်တော့ရှောက်ကြည့်နေတာဖြစ်ဘူးတယ်ဟုတ်လားမှန်တိုင်းပြောဖြစ်ဘူးလားမဖြစ်ဘူးလားအိမ်မပြောမျက်လုံးမမိတ်ထားဘူးမျက်လုံးကြီးဖွင့်ပြီးတော့ခြံတော်ခေါင်းမိုးစိုက်ကြည့်နေတယ်ဘာမြင်မှမလို့တော့လို့ဘာမှမမြင်ဘူးဘယ်တိုင်းစဉ်းစားနေတယ်ဒါကြောင့်မှတ်ထားပါဘုရားတိုင်းလောကထဲမှာစိတ်ကိုအပင်ပန်းစေဆုံးသောအရာနှစ်ခုသည်စကားနဲ့အတွေးတဲ့ဘာနဲ့လဲစကားနဲ့တွေးပါဗျာစိတ်ကိုအဲ့လောက်ကြီးမခိုင်းနဲ့ဘုရားတိုင်းသူလည်းနာနာနေပါစေ။အိုးစကားများပြောတဲ့ပုဂ္ဂိုလ်ကပင်ပန်းနေတဲ့စကားများပြောတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လဲစိတ်ပင်ပန်းတယ်လူတော့ထိုင်းနေတာပဲဘယ်မှမထဘူးပြောလိုက်တဲ့စကားဘဒုမရက်ဘူးပြောနေတာတိတ်ပင်မနာဘုရားတိုင်းစကားတခွန်းထွက်ဖို့လို့ကိုစိတ်18ခါဖြစ်ရတယ်စကားတခွန်းထွက်ဖို့လို့ကိုစိတ်ပေါင်းဘယ်လောက်ဖြစ်ရလဲစိတ်ပေါင်း18ခါဖြစ်ရတယ်အဖေလို့အဖေဆိုတဲ့အဖေ
ဒါလေးထွက်ဖို့လို့စိတ်18ခါဖြစ်ရတယ်တဲ့ဘလောက်လင်းမြန်တော့ဆိုတော့ဘုန်းကြီးတို့မသိလိုက်ဘူးကစိတ်ကတအားလင်းမြန်တာအဲ့တော့ဒီမှာမဆုံးနိုင်တဲ့အတွေးတွေလျှောက်တွေးနေတော့ဒီစိတ်ကပင်ပန်းပြီပေါ့အဲ့တော့စကားနဲ့အတွေးဘာနဲ့လဲပရိသတ်ရဲ့စိတ်ကိုပင်ပန်းစေသောအရာသည်ဘာနဲ့လဲအယောက်စကားနဲ့ပြောအတွေးလည်းနဲ့ပဲတွေးတောက်လျှောက်ကြီးမတွေးနဲ့ဖြတ်ပြီးတော့တွေးဖို့ကွယ်တွေးရင်လည်းပဲအဲ့ဒီနေ့ဒီလောက်ပဲတွေးမယ်တော်ပြီရနေ့ပဲငါကြတော့တစ်ခါပြန်တွေးပတ်စံပေးရတာမှလို့အတွေးတာပတ်စံပေးရတာစိတ်ကူးရင်တာပတ်စံပေးရတာအဲ့ဒါအကုန်လုံးမရင်ပြည့်နဲ့ကွယ်စိတ်ကူးရင်တာတို့တွေးတာတို့ဆိုတာလျှော့ပြီးတော့တွေးအိတ်ရတဲ့ရောက်တော့လည်းပဲအိတ်မပြောဘူးဟိုတွေးဒီတွေးနဲ့တွေးနေတာတဲ့ပရိသတ်တွေအဲ့တော့အိတ်ရတဲ့ရောက်တဲ့ပုဂ္ဂိုလ်တွေကိုင်းဆိုကြည့်သမ်းမှာဒီလိုနဲ့သာညာများစွာကုံကသွားကြတာဒီလိုနဲ့သာညာများစွာကုံကသွားကြတာအောက်မှာအိတ်နေတာမြတ်ကလသေးကလမောကြည်စမ်းသူတို့ကြတော့ဒီကိုအိတ်မပြောတိုင်းသူများအဘိဇ္ဇာကပွားနေတာရှိတတ်တယ်တချို့သူများအိတ်နေတာကြည့်ပြီးတော့ကိုကဒီဘက်ကဆလိတ်တို့ကြီးထိုင်ပွားပြီးတော့ကောင်းမဒီမြတ်အိတ်နေတာကလသေးကလမောသူတို့ကြတော့အိတ်နိုင်လုံးပါတယ်တော်ဟောကိုအိတ်မပြောတာတော့မပြောဘူးဘာလို့အိတ်မပြောလဲစဉ်းစားသားမှာပိဋကတွေးနေလို့ဘာဖြစ်နေလို့လဲကဲအဲ့ဒီလိုနဲ့မပြောတစ်ချက်ပြောတစ်ချက်နဲ့နိုးလိုက်ပြောလိုက်အပူသေးဟာမှတ်ထားပိဋကနိုးလိုက်ပြောလိုက်နဲ့မနဲ့မိုးလင်းရောက်လာပြန်တယ်လူကမလန်းဘူးလန်းတယ်လားဘယ်လန်းမလဲအပူကကောက်အောင်မထွက်ရဘူးသူကအဲ့ဒါအပူမိထားတဲ့ဟင်းရွက်ကစိုးလို့ဖြစ်နွားနေတယ်မျက်နှာကြည့်တော့လည်းမလန်းဘူးအေးရဲမဝဘူးဘာဖြစ်လို့လဲအပူရှိတဲ့အပူခန္ဓာကိုယ်ထဲမှာထွက်ခွင့်မရဘူးဖြစ်အဲ့တော့မနဲ့မိုးလင်းလာတော့လည်းဘာလုပ်ကြတယ်လဲဆိုကြည်သားမှာပရိသတ်ရဲ့အိယာနိုးကလုပ်ငန်းကစားကြလေတော့တာအိယာနိုးကလုပ်ငန်းကစားကြလေတော့တာအိယာနိုးကလုပ်ငန်းကစားကြလေတော့တာမြန်ချမ်းချိန်ခါအိယာမှာတခါပြန်ရောက်လာညာချမ်းချိန်ခါအိယာမှာတခါပြန်ရောက်လာတိုင်ညကြတော့ဒီရတယ်ပြန်မရောက်ပြန်ဘူးလားအဲ့ရတယ်မှာဒီလိုပဲသွားနေတာပိဋကတွေအဲ့ရတယ်ပြန်ရောက်လာပြန်တယ်အဲ့တော့ဒီနေရာမှာပိဋကရဲ့အဲ့ရတယ်ကိုဝင်လာတဲ့ချိန်ကကာလမှာဘာလုပ်ရမလဲတဲ့ဆိုလိုက်စမ်းမှာအဲ့ရတယ်ဝင်နာဖို့ပင်ကြိုတင်မတွေးပါအဲ့ရတယ်ဝင်သေဖို့ပင်ကြိုတင်မတွေးပါမကြမ်းမာယာထိုချိန်ခါဒီအိယာမှာနေရမှာမကြမ်းမာယာထိုချိန်ခါဒီအိယာမှာနေရမှာဘယ်လောက်ကြာဒီအိယာနေမှာမသိပါဘယ်လောက်ကြာဒီအိယာနေမှာမသိပါတလနှစ်လသုံးလေးလမကကြအောင်မှာတလနှစ်လသုံးလေးလမကကြအောင်မှာနည်းနည်းချီကလဲနေရှာစိတ်မှာမချမ်းသာနည်းနည်းချီကလဲနေရှာစိတ်မှာမချမ်းသာဝေဒတရဲ့အိယာရဝင်ရဟိုတွေးဒီတွေးတွေခဏထားလို့တန်ဝေကညာပွားရမယ်။ဩဒီအိယာမနဲ့မိုးလင်းငါတစ်ခေါက်ပြန်ထားရအောင်မဲနဲ့ပြန်ညမှာဒီအိယာလည်းပြန်ရောက်မယ်
သို့တော်ဒီနေ့ညငါသွေးတက်ပြီးတော့အုံနောက်အာယုံညောဖီလို့ပြတ်သွားလို့လေတချမ်းဖြာသွားရင်ဒီအိယာထဲမှာငါထားလို့မရတော့ဘူးဟောတန်ဝေကညံတဲ့ဗာညံတဲ့ယူတတ်ရင်ရတယ်ပြေးတတ်တယ်အိယာထဲမှာလည်းပဲတန်ဝေကညံဆိုအိယာထဲကြည့်လိုက်တဲ့ခြံအောင်လေးကြည့်ခေါင်းလေးကြည့်အိယာထဲဝင်ပြီးကြည့်လိုက်တော့ရလိုက်ကြရင်ရှိမှာအိယာရှိမှာရလိုက်စမ်းဒီအိယာထဲမှာငါဒီနေ့ညတော့လဲလျောင်းရတော့မယ်မနေ့ပြင်ငါမနေ့ငါပြန်မထားနိုင်ပါမလားဒီအိယာဟာငါရဲ့မထားတော့အိတ်ချင်းများဖြစ်မလားမသိဘူးမလေးနေ့လေကမြို့ထဲမှာကြားခဲ့တယ်တငယ်ချင်းအုံတို့ထမင်းနဲ့အုံတို့ခေါက်ဆွဲနဲ့ဓမ္မောက်ထမင်းစားပြီးတော့သွေးတက်သွားလို့တဲ့လေဖြတ်သွားလို့တဲ့ပါးစပ်ရွယ်သွားလို့တဲ့ကိုတချမ်းသေးသွားလို့တဲ့အိယာထဲမှာမထတော့ဘူးငါများအဲ့ဒီအိယာထဲမှာအဲ့ဒီလိုကြီးတလနှစ်လနဲ့မှပြန်ကောင်းပါမလားနှစ်ချီပြီးများခံစားနေရပါမလဲလို့အိယာဝင်တိုင်းတတိယပါပါတယ်လေအိယာဝင်တိုင်းတတိယပါအဲ့ဒီလိုအိယာတဲ့ရောက်ရင်ပိသတ်တယ်အိယာကိုကြည်ပြီးတော့တဝေကညာပွားအိယာကြည်ပြီးတော့ဘာပွားတဝေကညာပွားဘုန်းကြီးတို့တလောကထိုင်းရောက်သွားဆေးကူသွားခါနာလားအဲ့ဒီမှာလိုက်ဖို့လို့ထိုင်းဘရင်နန်းတော်ရောက်ဘရင်နန်းတော်ရောက်ဘရင်နေခဲ့တဲ့အိမ်ကြီးသွားကြည့်ရောက်ခဲ့တယ်ရောက်ခဲ့တော့ပြင်လာတာဘရင်သားအိယာခန္ဓာကြီးဆိုတော့တခါခန်းခန်းနာပဲပြင်လာတဲ့အခမ်းအနားက60မြောက်ဘရင်အိတ်ခဲ့တဲ့အခမ်းအနားတဲ့ဟာမိဖုရားနေတဲ့အဆောင်လေးအဲ့ဒါလိုက်ဖို့လို့လိုက်ကြည့်ရတယ်ဝလီကောင်းလိုက်တာဟာလို့အိယာကြီးတခါတည်းဂရင်ကြီးများအကျွေကြီးခန်းခန်းနာပန်းနေတဲ့တခါတည်းစီထားခြေထားတာလိုက်ကာများနှစ်ထပ်ကာထားတယ်ကဲဒီအိယာတွေခန်းခန်းနာပြင်လာတာဒီအိယာပေါ်မှာပဲပရိသတ်ရဲ့တနေ့သောချိန်ကကာလမှာမထာသောအိတ်ချင်းဖြင့်ငါအိယာပါမလားလို့တန်ဝေကညာမပွားတဲ့ပုံကိုယ်တွေများတယ်တဲ့အိယာပေါ်ရောက်တာနဲ့ပြက်လဲချတာဟာကွာခုမှပဲအမောပြေတော့တယ်ဟောအမမကပရိသတ်အိယာဝင်တိုင်းတတိယရမယ်တဲ့ဘာဝင်တိုင်းတတိယရမယ်ဒါကြောင့်ဆိုလိုက်သမ်းမှာဘလောက်ကြာဒီအိယာနေမှာမသိပါတလနှစ်လသုံးလေးလမကကြအောင်မှာနည်းနည်းချီကလဲနေရှာစိတ်မှမချမ်းသာအနေကြလားဘက်ဆိုနာမှန်စွာတွေ့ရမှာအနေကြလားဘက်ဆိုနာမှန်စွာတွေ့ရမှာအဲ့ရတဲ့မှာပိသတ်တွေအနေကြလာတဲ့အခါကျတော့နောက်ကကြောတွေတင်ပါတွေတထောင်စစ်တွေဘာဖြစ်လာတော့ပေါ်လာတယ်ပဲ့လာတယ်အနာတွေပေါက်လာတယ်အဲ့ဒါဘက်ဆိုနာအိယာနာတဲ့ဘာနာတဲ့အဲ့ဒီလိုအိယာနာတွေကဖြစ်တာကတစ်မျိုးပါဇက်ကစကားမပြောနိုင်တာကတစ်မျိုးလက်ကမထောက်နိုင်မရှိနိုင်တာကတစ်မျိုးပိသတ်ရဲ့အဲ့ဒီလိုတွေဖြစ်ပြီးဆိုရင်လည်းလိုက်ဆိုစမ်းမှာဝေဒနာနောက်မှာဒေါသပါလိုက်ပါနေတတ်တာဝေဒနာနောက်မှာဒေါသပါလိုက်ပါနေတတ်တာအဲ့ဒီလိုဝေဒနာတွေခံစားနေရရင်ဝေဒနာပတိကောဒေါသောဥပ္ပစ္စည်းတဲ့စိတ်တူလာတတ်တယ်ဘာဖြစ်လာတတ်လဲအဲ့ဒါလေးတတိထားပါပိသတ်တေလူမမဟာနော်အိယာပေါ်မှာနာရာရှိဖြစ်လာရင်စိတ်တူလာတတ်တယ်စာပေများလည်းပြောပြီးသားဝေဒနာပတိကောဒေါသောဥပ္ပစ္စည်းဝေဒနာကြောင့်ဖြစ်တဲ့ဒေါသဘာကြောင့်ဖြစ်တာဧဝကသူလည်းသူရှိသူမတည်နိုင်တော့ဘူးသူမပြောနိုင်မဆိုနိုင်မပြောနိုင်မဆိုနိုင်လေဒေါသကြီးလေငကိုကဒေါသသမားဆိုပူဆိုးတယ်ငကိုကဒေါသသမားဆိုရင်ပူဆိုးတယ်ဒါကြောင့်မို့လို့ပိသတ်ရဲ့အိယာတဲ့ဝင်တိုင်းမှာတန်ဝေကယူဘာယူရမလဲကဲအဲ့ဒီတော့ဒီဝေဒနာတွေခံစားနေရတဲ့ဒီဒေါသတွေဖြစ်နေရတာတွေကိုဘာလို့ရမလို့ဆိုရင်ကုစားရဘာလို့ရမလဲအဲ့ဒီတော့လိုက်ဆိုကြည်သားမှာအိယာဆိုတာရိတ်တာပါထိုခါမြင်ရမှာ
အိယာဆိုတာရိတ်တာပါထိုခါမြင်ရမှာမမြင်သူများဒေါမနပွားသေသွားအပေရွာမမြင်သူများဒေါမနပွားသေသွားအပေရွာအဲ့ဒီလိုယောဂဝေဒနာတွေနှစ်ရှည်လာများခံစားနေရပြီဆိုရင်ဘိယတိုင်ကိုပြန်ကူပါတော့စိတ်ကိုကူပါဘာကိုကူလဲစိတ်ကိုကူပါငါအိယာပေါ်မှာမထားသောအိတ်ချင်းဖြင့်အိတ်နေရပြီဒီအိတ်ယာကိုငါရိတ်တာလုံးမယ်အိယာကိုဘာလုံးမလဲရိတ်တာဆိုတာတရားမှတ်တဲ့နေရာမို့လားအဲ့တော့ဘာလုံးမလဲတရားမှတ်မယ်ဘာလုံးမလဲတရားမှမယ်ငါကြမ်းမာတော့ငါသွားနိုင်တော့လာနိုင်တော့ငါတာရေးသမီးရေးစီးပွားရေးလူမှုရေးတွေနဲ့အချိန်ကုန်ခဲ့တာတရားမှတ်ခွင့်မရဘူးဟဲ့မလေးအခုမှငါ့ကိုခန္ဓာကိုယ်ကြီးကတရားမှတ်ခွင့်ပေးတယ်ဟောကျေးဇူးဆိုတာကြံဖန်တင်ရတယ်တဲ့ဘေးသားရေးရောစတော်ကြီးပြောတယ်လို့ကျေးဇူးဆိုတာကြံဖန်တင်ရတယ်အခန္ဓာကိုယ်ကြီးနဲ့ငါကျေးဇူးတင်ပါတယ်နင်လေဖြတ်ပေးလိုက်လို့နင်ငါပါဇက်မပြောနိုင်အောင်နင်လှုပ်ပေးလိုက်လို့ငါစကားလည်းမပြောရဘူးကောင်းတယ်စကားများပြောအမှားပါတယ်အမှားပါရင်မုသာဝါဒကံဖြစ်မယ်ဟောကောင်းတဲ့ဘက်ကလှည့်သွေးဘယ်ဘက်ကလှည့်သွေးမလဲစကားမပြောနိုင်ဒီပါဇက်ပါယူပိတ်ရိုက်နေရင်ဒေါသဖြစ်မှာပဲဘာဖြစ်မှာလဲဝေဒနာပရိကောဒေါသောဥပ္ပစ္စည်းဓမ္မမှတ်ထားတော့မနာသေးတဲ့လူတွေဒီတရားနာတာနာရင်လှုပ်တာအောင်လို့နော်ပြေးသားရဲ့စကားမပြောနိုင်စိတ်မတူဘူးလားကိုပြောချင်တာကတစ်မျိုးသူတို့ကြားနေတာကတစ်မျိုးဆိုရင်အဲ့ဒီလွဲလေစိတ်တူလေးပဲဟုတ်တယ်ဟုတ်လားအဲ့ဒါသူတို့စိတ်တူတော့ဘာဖြစ်လဲကိုပြန်လှုပ်တယ်ပါသက်ကမပြောနဲ့ဒီပတ်ပြန်နဲ့ပါးတွေကြီးဆွဲရိုက်ပြတော့ကို့သားမနာဘူးလားရုပ်လဲနာတယ်စိတ်လဲနာတယ်ကဲသေရောပြေးသားရဲ့နှစ်နာတာပဲရုပ်လည်းပါရိုက်လို့နာလိုက်ရသေးတယ်ကိုပါကိုပြန်ရိုက်နေတယ်ဘယ်လိုလဲဒေါသဝေဒနာပရိကောဒေါသဥပ္ပစ္စည်းရောစတော်ကြီးကပြောတယ်ကောင်းတဲ့ဘက်လှည့်တွေးလိုက်တယ်မကောင်းတာကိုအကောင်းလုပ်ယူရမှာမကောင်းတာကိုဘာလုပ်ပါအကောင်းလုပ်ယူရမှာကောင်းတယ်ဘာသာမပြောနိုင်ဘူးမပြောဘူးပါဖြစ်အမလေးရှေ့ကဆရာတော်ကြီးတွေ12နှစ်ဖက်ပရိုင်းဆရာတော်ကြီးကိုတရားကျင့်သွားတာ12နှစ်လုံးဝစကားမပြောဝစီပိတ်ကျင့်သွားတာဝစီပိတ်ဆိုတာကြားဘူးတယ်မဟုတ်လားစကားလုံးဝမပြောရေငုံစတော်ကြီးတို့သခိုင်းတောင်ရုံးမှာရေငုံစတော်ကြီးတို့ဆိုတာရေငုံထားတယ်စကားပြောရမှာကြောက်လို့တကားတော်မှလာတယ်ကဲစကားနဲ့ရင်အမှားကင်းတယ်စကားနဲ့ရင်ဘာဖြစ်လဲစကားများရင်အမှားများတယ်စကားပြောပါများစကားတဲ့အမှားပါတတ်တယ်ကောင်းတယ်ဘာဖြစ်လဲလေပြသွားတယ်စကားမပြောရဘူးအကုသိုလ်ကင်းလိုက်တာဆဲလည်းမဆဲတော့ပြောလည်းမပြောတော့ဘာမှမပြောတော့ဘူးကဲကင်းရောအဲ့ဒါအကုသိုလ်ပါဇက်ပိတ်သွားတာကောင်းတဲ့ဘက်ကလှည့်တွေးရတယ်ကောင်းတဲ့ဘက်ကလှည့်မတွေးပဲနဲ့နော်လှည့်တွေးဆိုတာလေရှေ့ကကျမ်းမာတော့ကတရားနာတာမှတရားအထုတ်တာမှဒီစိတ်ကတွေးလို့ရတာဘာတရားမှမနာတာဘူးဘာတရားမှအမထုတ်တာဘူးကျမ်းမာတော့ပြုံပြောအာကိုတရားရှောင်ရှားဖယ်ကြောယောဂယာမဓမ္မအဘောရှာတော်ညာအတုံးပြီးတော့တဲ့ရှေ့ကစီထားတဲ့လင်္ကာလေးရှိတယ်အဲ့တော့ဒီမှာမကြမ်းမာတော့အရှင်နဲ့ဖြစ်ဖို့လို့ကျမ်းမာတဲ့ကာလတွေကတရားစခန်းလေးပြေးဝင်ထားတာမျိုးလို့တရားလုံးအထုတ်ထားတာမျိုးလို့ဥပုသ်ဆောင်ထားတာမျိုးလို့ဒါလှုပ်ထားမလားမလှုပ်ထားဘူးလားခန္ဓာကိုယ်ကြီးရဲ့နင့်ကိုငါကျေးဇူးတင်လိုက်တာအခုမှငါနာခွင့်ရတယ်အေးဖို့လေဖြတ်သွားမှတော့ဘယ်သူမှလည်းမခိုင်းတော့ပါဘူးသားတွေသမီးတွေကအစောတုန်းကတော့ခိုင်းနေသေးတာအမေပတ်သံရှာပေးဦးဖေးပတ်သံရှာပေးဦးအမေဖေးလေးဖြတ်သွားတယ်အိယာဘောဘုံဘုံကြတော့ခိုင်းတော့ဘူးမခိုင်းတော့ကိုက်နေတော့ငါမခိုင်းတော့ဘူးအဲ့တော့ငါခန္ဓာကိုကျေးဇူးပြန်လှည့်တင်ပြီးတော့အခုမှပဲနေငါတရားမှခွင့်ပေးတယ်ဆိုပြီးတော့အိယာကိုရိတ်တာလုပ်ဖို့လို့အိယာကိုဘာလုပ်ဖို့တရားဆိုလိုက်စမ်းပါအိယာဆိုတာရိတ်တာပါထိုခါမြင်ရမှာမမြင်သူများဒေါမနပွားသေသွားအပေရွာရိတ်တာဝင်တာကျိုတင်ကအိယာပြင်နာတာရိတ်တာဝင်တာ
ပြုတင်ကအိယာပြင်နာတာဟောဝါတွင်ကာလတလတည်းတရားစခန်းတွေသွားပြီးတော့တရားအထုတ်တယ်ဒီစဉ်မှာကြောက်မရက်တွေမှာတရားအထုတ်တယ်တကြံရက်တွေမှာတရားအထုတ်တယ်ရိတ်သားဝင်တယ်ဆိုတာအိယာပြင်နာတာရိတ်သားဝင်တယ်ဆိုတာဘာလို့တာမကြမမာတဲ့အခါအိယာဝမှာဘုံဘုံကြရင်အိယာကိုဘာလို့ဖို့ဒါပဲပရိသတ်ရဲ့အိယာကိုရိတ်သားလုပ်ဖို့လို့တဲ့ဘုံဘုံကြသွားမှတော့ရိတ်သားသွားလို့မှမရတော့တာဟုတ်ရသလားမရတော့ကိုယ်အိယာကိုဘာလို့ရမလဲရိတ်သားလုပ်ရမယ်အခုရိတ်သားမှာဝင်ပြီးတော့တရားတွေအထုတ်နေကြတာဘာပြင်နာတာအိယာပြင်နာတာတဲ့ဒါကြောင့်ဆိုလိုက်သားမှာထိုးကြောင့်သူငါခုချိန်ခါအိယာဝင်တိုင်းတတိယပါထိုးကြောင့်သူငါခုချိန်ခါအိယာဝင်တိုင်းတတိယပါဧကံသမယဘဂဝါရာဇကေဝိဟရတိရာဇကေဝိဟရတိကလန္တကနိဝပေဝေလူဝနေဧကသမယကာရဝါစီတုံးကဘဂဝါဘုံ၆ပါးတဲ့ဘုရားရှင်ကိုရောမြတ်ကြီးသည်ရာဇကေတောင်းကြီးငါလုံးပိတ်ဖုံးကာကိုရာဇကြခေါ်တဲ့ရွှေမြို့တော်မှာကလန္တကနိဝပေရှင်းနဲ့ပေါင်းတို့ကိုအစာကျွေး၍ဘေးမဲ့ပေးရလည်းဖြစ်ပေသောဝေလူဝနေဝါရောပညာဝေလူဝခေါ်တဲ့ကြောင်းအရာမှာဝိဟရတိယပဒလေးလေးဖြင့်မြတ်ကြီးရွှေပြုံးတဲ့သုံးကစံပေတော်မူခဲ့ပါပေသတည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ရာဇဂိုပြည်မောဝေလူဝရွှေကြောင်းတော်မှာကြောင်စံပြောမွေးနေတော်မူနေစဉ်ကာလဘွဲတော်ကအရှင်ဝက်ကလိတဲ့ဘယ်သူတဲ့လဲပရိသတ်တွေအရှင်ဝက်ကလိမထေသူများကပရိသတ်တွေရာဇဂိုမြို့အပြင်ဘက်ကအိုးလုတ်တဲ့ရက်ွယ်အိုးတွေမိဖုတ်ပြီးတော့ရောင်းတယ်အိုးလုတ်တဲ့တဲလေးထဲမှာရှင်ဝက်ကလိရောက်နေတယ်တဲ့ဘယ်လိုလဲဘုန်းကြီးကြောင့်လည်းမဟုတ်ဘူးဘယ်နဲ့အိုးလုတ်တဲ့တဲဒီကိုတော့ဘာသွားလုံနေတော့ကျမ်းမာရေးမကောင်းဘူးတဲ့ဘာဖြစ်တယ်တဲ့လဲကျမ်းမာရေးမကောင်းတော့ဘူးတဲ့အဲ့ဒီကိုတော့အိုးလုတ်တဲ့တဲထဲမှာတေနာခောပနာသမယေနအာယသမဝက်ကလိကုံပါကာရနိဝေသနေဝိရတိအဘာဒီကောဒုက္ခိတောဘာလဂီလာနောအဘာဒီကောယောဂဝေဒနာနှိစ္စခံရသည်ဖြစ်၍ဒုက္ခိတောပင်မဆင်းရဲသည်ရောက်သည်ဖြစ်၍ဘာလဂီလာနောပြင်းစွာဖြာနာသည်ဖြစ်၍တဲ့ဒီနေ့ခေတ်စကားနဲ့ပြောတယ်ငှက်ဖျားယောဂဘာယောဂတောထဲမှာပြည့်သားရင်တရားသွားထုတ်နေတာတောထဲမှာဆိုတော့ရှင်လဲကြိုင်ကြိုင်ပဲပေါ့စမ်းရည်တွေဘာတွေတောင်းရင်လဲတောင်းပြီပေါ့ပြည့်သားရင်ငှက်ဖျားယောဂတဲ့ဘာယောဂတဲ့လဲငှက်ဖျားယောဂမိလာတဲ့ကိုတော့ထန်းစင်ကြီးနဲ့လာတာဘာနဲ့လာတာလဲအိုးတဝါတွင်လို့ပိသတ်တေတော်တဲ့တောင်ထဲမှာသွားပြီးတော့တရင်သုံးဖို့သံဃာတော်တွေနဲ့တောရဆောက်တည်ပြီးတော့နေတာတရင်ဝါလာကျွတ်တော့အဖော်သံဃာ၄၅ပါးနဲ့မြတ်စွာဘုရားဖူးမယ်လို့ဆိုပြီးတော့တောရကနေထွက်လာတာရာဇဂိုကိုအဲ့ဒီမှာလမ်းထဲမှာတည်းပြတဲ့ဟင်းနဲ့ဖြားပြီးကတုံတက်ပြီးတော့တတိမရတစ်ချက်ရတစ်ချက်ကောက်ခါငယ်ငါတခါတည်းဖြစ်ရောငပြားထတက်တယ်ငပြားထတက်တော့ဇေတုံဝေလူဝင်เจ้าကိုရောက်တော့ဘယ်လောက်ကြီးလူမမာကအသေးသာအပူချိန်103 104ဖြစ်နေလူမသူမမသိအောင်ဖြစ်နေတော့ဝေလူကိုခေါ်သွားဖို့ဆိုတာမဖြစ်တော့နီးတဲ့တဲဝင်လိုက်ရတော့အဲ့ဒီတဲကအိုးလုတ်တဲ့တဲတဲ့ဘာတဲတဲ့လဲရာဇဂိုမြို့အပြင်ဘက်မှာပိဿရဲ့သံဃာ၄၅ပါးကထန်းစင်ကြီးနဲ့ထန်းလာတာအရှင်ဝက်ကလိမထေသူများကောယောဂကအသေးသာဖြစ်နေတယ်တတိမယတစ်ချက်ရတစ်ချက်ဒီနေ့ခေတ်ဆိုဗရာတိုင်တွေပါတယ်နဲ့အပူချိန်တွေပါတယ်တိုင်းပြီးတော့ရေခဲတွေပါတယ်အုံမယ်ပေါ့ကွယ်။โอเคကဒီလိုလဲခက်မမီတော့တခါလဲအဲ့ဒီအိုးလုံးတဲ့မှောင်မဲနေတာပဲအိုးတွေကလည်းကွဲတဲ့အိုးတွေကမိဖုတ်ထားတဲ့အိုးတွေရောနီးတဲ့စီထည့်လိုက်ရတော့ဒါမတတ်နိုင်ဘူး။ရာဇဂိုမျိုးအပြင်ဘက်ဝေလူကိုအကြောင်းရောက်အောင်သွားနိုင်တော့သူဆန္ဒကဖျားဖူးရှင်တာဘာဖြစ်ရှင်တာလဲ
မြတ်စွာဘုရားကိုသိကြည်ညိုတာဘိသတ်တွေမြတ်စွာဘုရားလူဘဝတဲကဘုရားတရားနာပြီးတော့မြတ်စွာဘုရားကြည်ညိုလွန်းလို့ငါအိမ်မှာနေတော့ဘုရားဖူးကမှာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့ရူပကာယတော်ကြီးကြည်ညိုပြီးတော့သာသနာတော်ဝင်လာပြီးတော့ဘုရားနာကမခွာဘူးဘုရားသိချစ်တာသူကအဲ့ဒါမြတ်စွာဘုရားစောစားလည်းပဲလက်အိုလေးချီမြတ်စွာဘုရားရွှေမျက်နှာတော်ကြီးဖူးတယ်မြတ်စွာဘုရားလမ်းလျှောက်တော်မူလည်းပဲဘုရားနောက်ကလက်အိုလေးချီပြီးတော့လိုက်တယ်ဘုရားပေါ်မှာတန်ရောစဉ်သိကြီးတာဘုရားသိချစ်တာမြတ်စွာဘုရားရဲ့ရူပကာယဒါကြည့်ပြီးတော့ကြည်ညိုနေတာသူဘုရားကိုအလွန်ချစ်တဲ့ပုဂ္ဂိုလ်ဘုရားကြည်ညိုတဲ့ပုဂ္ဂိုလ်ဘုရားအနာကမခွာဘူးဒါနဲ့မြတ်စွာဘုရားကခြေသားဝက်ကလေးငါဘုရားနာနေလို့မင်းဘာမှအကျိုးမရှိဘူးသွားတရားသွားအထုတ်ဆိုပြီးတော့ဘုရားခက်ဆတ်ဆတ်လေးမောင်းထုတ်လိုက်တော့မှဘုရားသားရဲ့အဲ့ဒါတော်တယ်သွားပြီးတော့တရားအထုတ်နေတာဒါပေမဲ့ဘုရားကြည်ညိုတဲ့စိတ်ကမပြောက်ဘူးနေတာနေရတယ်တော်တယ်မှာဘုရားလွန်နေတာသူမြတ်စွာဘုရားမောင်းထုတ်လိုက်လို့လားနော်တော်တယ်မှာလာပြီးတော့နေရပေမဲ့လို့ငါဘုရားမျက်နှာဖူးမယ်ဒါပေမဲ့ဖူးခွင့်ရှိတာကသတင်ညွန်လာပြီးနေမှာဘယ်နေ့မှဖူးခွင့်ရှိတယ်သတင်ညွန်ရင်ပဝါဒနာပြုပြီးဝါကျွတ်ပြီးဆိုရင်ဒါဘုရားဖူးခွင့်ရပြီတန်ဃာတွေဒီလိုပဲဘုရားလာဖူးကြတာအဲ့ဒါနဲ့တန်ဃာ၄၅ပါးနဲ့ဘေးသားတဲ့ရှင်ဝဲကလေးမထေသူများဟာဘုရားဖူးဖို့လို့ရာဇယောရောက်လာတာအဲ့ဒါရာဇယောရောက်လာတာဘုရားကြောက်တော်မရောက်နိုင်တော့ဘူးတတိမယတစ်ချက်ရတစ်ချက်နဲ့အိုးလို့တဲ့တဲထဲမှာနေရတော့ဖယားကူဖို့ဤသူစိတ်ကအာယုံပြုတ်နေတာဖယားရှင်ကိုရောမြတ်ရဲ့ရူပကာယဘောမှာရူပပမာဏတရာတရားနဲ့လာတဲ့ဝက်ကလေးဟာဖယားထံကိုမရောက်တော့ဘူးတဲ့ခရီးဆက်ပြီးတော့မသွားနိုင်တော့ဒီတဲထဲမှာပဲနေတော့တန်ဃာတော်တွေကိုသူပြောတယ်ရှင်တို့ဖယားတပည့်တော်ဝေဒနာတတိယလာတဲ့အခါမှာတပည့်တော်ဝေဒနာဟာမဆုတ်ဘူးဗျတက်နေတယ်အဲ့တော့တပည့်တော်ယောဂဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတယ်ဓာတ်ဖောက်ပြန်လို့ဖြစ်ပေါ်လာတဲ့ဝေဒနာတပည့်တော်ရှုလည်းမရှုနိုင်ဘူးဗျဟောပုထုဇဉ်တန်ဃာဘာတန်ဃာလဲပရိသတ်ပုထုဇဉ်တန်ဃာမှတ်ထားပါဝေဒနာရှုတာပြောတာပရိသတ်ရဲ့တကယ်ဝေဒနာပြင်းလာရင်အဲ့ဒီဝေဒနာကိုရှုဖို့ဆိုတာမခံနိုင်ဘူးတဲ့ပြောဖို့ပြောတယ်တပည့်တော်မရှုနိုင်ဘူးအဲ့တော့ဘိသတ်တွေမရှုနိုင်ဘူးဆိုတော့ဝေဒနာမရှုနိုင်တော့ဘာနဲ့ခုခံနေတယ်လဲဝေဒနာပတိကောဒေါသောဥပ္ပစေတဲ့အမလေးဘုရားကဲတော်မူပါဘုရားကဲတော်မူပါဟောဘုရားကဲတော်မူပါအမေတချို့တကကြီးတွေမှာနေမကောင်းဖြစ်လို့ရှိရင်အမေခေါ်တယ်ဘယ်သူခေါ်လဲသူ့အမေကသေသွားတာအနှစ်50လောက်ရှိပြီဟဲ့နေမကောင်းဖြစ်ရင်ဘယ်သူခေါ်လဲအမေမခေါ်ဘူးလားဘိသတ်တချို့ကအဖေအဲ့ဒါခုခံနေတာဘာနဲ့ခုခံနေတာတော့အမေနဲ့ခုခံနေတာအဖေနဲ့ခုခံနေတာမရဘူးရသလားအဲ့ဒါဓမ္မခဏခေါ်ပါများတော့မေးတယ်ဗျာဘာလို့အမေခဏအော်နေလဲဆိုတော့ငါအမေခေါ်မှတတ်တာတယ်တဲ့အမေခေါ်မှပါတဲ့အဲ့တော့ဘေးကလူကဘယ်လိုလုပ်တော့ဆိုတော့ဘေးကလူနာသောက်ကနေပြီးတော့ तू ကအမေခေါ်လိုက်ဟေးဟိုကထူးလိုက်ဟိုကအမေဟေးဟိုကလည်းထူးတယ်တိုင်းငံထူးပြီးတော့ဟိုကလည်းဘာသူတက်တာလဲဆိုတာဟုတ်အမှန်မှာကတော့ဘေးသားတွေအဲ့ဒါခုခံနေတာအမေနဲ့ခုခံနေတာမရဘူးအဖေနဲ့ခုခံနေတယ်မရဘူးအမလေးနားလိုက်ငါသားရဲ့အမေငါလိုက်တာငါသားရဲ့ဟောသားနဲ့ခုခံတယ်သားခေါ်မှတက်တာတယ်သမီးခေါ်မှတက်တာတယ်အမေကမခဲဟောနဲ့အောင်ဟိညညိုနေတာဘေးသားတွေခုခံနေတာဘာလို့နေတာလဲဝေဒနာပစ္စယဝေဒနာဒီဟူသောအကြောင်းကြောင့်ပတိကလို့ခေါ်တဲ့ဒေါသသေးသေးလေးဒီဥပ္ပစ္စတိဖြစ်၏တဲ့ဒေါသဖြစ်နေတာတဲ့ဘာဖြစ်နေတာလဲဒေါသအကြီးစားကြီးမဟုတ်ဘူးဗျဒေါသအကြီးစားဆိုရင်တော့ထွေးခါနဲ့ကောက်ပေါက်မယ်အနာနိဒာနဲ့ကောက်ထုမယ်အဲ့ဒါဒေါသအကြီးစားဒေါသနောက်တစ်မျိုးရှိတယ်ပတိကတဲ့ဘာတယ်လဲပြောဟဲ့ပတိကဆိုတာဒေါသအသေးစားလေးဒေါသအသေးစားနဲ့ခုခံနေတယ်ညည်းညူနေတယ်တချို့ကလည်းပြောတယ်မေညည်းမနေသားမှနဲ့သူများကြားတာစိတ်မချမ်းတော့ငါညည်းမှတတ်တာတယ်တဲ့ဘာလဲညည်းမှတတ်တာတယ်တဲ့ဒီလိုလူမျိုးကမတွေ့ဘူးလားသူကတတ်တာနဲ့ဘေးကလူကနားမချမ်းသာဘူးနားချမ်းသာသလား
ကိုင်းဒီတော့ဘုရားသားရဲ့အဲ့ဒါတွေကမှတ်ထားပါပฏิကလို့ခေါ်တဲ့ဒေါသနဲ့ခုခံနေတယ်ယခုလည်းဘုရားသားတဲ့ရှင်ဝက်ကလေးပฏิကလို့ခေါ်တဲ့ဒေါသနဲ့ခုခံနေတယ်မြတ်စွာဘုရားကဲတော်ဟူပါဘုရားဘုရားကဲပါဘုရားကဲပါအဲ့ဒီလိုနဲ့ဘုရားသားတဲ့တရားမရှုမှတ်ဘူးတဲ့ပုဂ္ဂိုလ်တွေကဝေဒနာဖြစ်လာရင်ဒေါသနဲ့ခုခံမယ်ဘာနဲ့ခုခံမယ်အမေတမယ်အဖေတမယ်မျက်ရည်တွေကြမယ်သုတ်တတတနဲ့တညင်းကြီးတညူညူနဲ့ဖြစ်လိမ့်မယ်တော့ကြတတိလေးသွားပြန်ပြီတော့ကြတတိလေးပြန်ရပြန်တယ်ပြန်ရတဲ့အခါကျတော့မှအရှင်ဝက်ကလိကဘာပြောလဲဣဋ္ဌတုံးမေအာဟုသောယနာဘဂဝါတေနုပါသင်္ကမထာရှင်မရတော့ဓမ္မမြတ်စွာဘုရားထံကိုသွားပါတော့ဥပသင်္ကမိတ်ဝမမဝဆနေနာဘဂဝတောပါရိတိတထာဝနထမြတ်စွာဘုရားရှိကိုသွားပေးပါမြတ်စွာဘုရားရဲ့ခြေတော်အစုံကြာပရုံတို့ကိုလည်းပဲတပိတော့ကြော့တယ်လို့ပြောလိုက်ပါဘုရားလျှောက်ပေးပါဘုရားဝက်ကလိဗန္နေဘိက္ခုအာဘာတိကောဒုက္ခိတောဘာလကိလာနောအရှင်ဝက်ကလိမထေသူများကမြတ်စွာဘုရားထံကိုမလာနိုင်တော့ပဲနဲ့တောထဲမှာရာဇကြိုမြို့ပြင်ကအိုးလုံးတဲ့တဲလေးထဲမှာတဲ့ယောဂဝေဒနာတွေခံစားနေရပါတယ်မြတ်စွာဘုရားလို့ဘုရားကိုလျှောက်ပေးပါမြတ်စွာဘုရားဖူးခြင်းပါတယ်လို့လျှောက်ပေးပါအဲ့ဒါနဲ့တန်ဃာတော်တွေမိတ်လိုက်တော့တန်ဃာတော်တွေကကမကရံဝေလိဝန်သွားဝေလိဝန်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုဝက်ကလိလျှောက်ခိုင်းတဲ့အတိုင်းသူတို့ပြောဆိုပေးတဲ့အဲ့ဒါမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဓိဝါသေတိဘဂဝါတုံနိဘာဝေနမြတ်စွာဘုရားစိတ်ငြိမ်ပြီးတော့နားထောင်လိုက်တယ်အဲ့တော့ဘုန်းကြီးတို့စာပေများမှာဘုရားဘာမှခွန်းတုတ်မပြန်ဘူးဆိုရင်လာလျှောက်တဲ့ကိစ္စသဘောတူတယ်ဆိုအဓိပ္ပာယ်ရတယ်အဲ့တော့တန်ဃာတော်တွေကပြန်သွားတော့တာပေါ့ဘုရားငြိမ်စိတ်ငြိမ်နဲ့ဝန်ခံလိုက်တယ်ဘုရားကြွလာမယ်နေရာထိုင်ခင်းပြင်တယ်မြတ်စွာဘုရားလူနာတည်င်းမေးသွားမှာဘာတည်င်းမေးသွားမှာလဲမြတ်စွာဘုရားကဝေလူဝမှာဝက်ကလေးကဘေးသားရရတဲ့ရုပ်ပြုအပြင်ဘက်ကအိုးလုံးတဲ့တဲတဲမှာဘုရားရှင်ကိုရောမြတ်ကြွတော်မူလာပြီတို့ပြောဆိုဝေလူဝကနေမြတ်စွာဘုရားကြွတော်မူလာတဲ့အခါမှာဘေးသားရဲ့တဲကမှောင်းနေတယ်အိုးတွေဖုတ်ထားတာဟိုဘက်ကအိုးအစိမ့်တွေအိုးအကျက်တွေကွဲပြီးသားအိုးတွေရှုပ်ရှက်ခတ်နေတဲ့ဒီနေရာဟာအဲ့တော့တဲတဲ့ကိုမြတ်စွာဘုရားဝင်လဲဝင်လိုက်တော့မြတ်စွာဘုရားကရောင်ကြီးတော်လွတ်လိုက်တယ်တဲ့ဘာလို့လိုက်တယ်လဲဘက်ကလေးကပက်လက်ကလေးဟိုမှာတတိကလစ်သွားလိုက်တော့ကြတတိလေးပြန်ရလာလိုက်တတိလစ်သွားလိုက်တတိလေးပြန်တတိမရသေးတဲ့ရတတ်ချက်ဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ရောင်ကြီးတော်အလင်းရောင်လွတ်လိုက်တော့အဲ့ဒီအိုးလုတ်တဲ့တဲဟာရောင်ကြီးတော်အလင်းရောင်နေတဲ့တခါလဲလျှက်စင်မိခလုတ်ဖွင့်လိုက်သလိုပဲလင်းထိန်ပြီးတော့သွားတော့အဲ့ရထဲမှာမင်းမိတ်လျှောင်းဆက်နေတဲ့ဝက်ကလေးမထေရတတိရတဲ့ချိန်နဲ့သွားကြုံတော့မျက်စိဖွင့်ကြည့်တယ်တဲ့မျက်စိဖွင့်ကြည့်တော့မြတ်စွာဘုရားကြွလာမှလည်းသိလဲသိတော့ဘေးသားရဲ့အယိုသေးပြုရအောင်ဆိုပြီးတော့တခါတည်းအာယူပြီးတော့ကုန်းထတာတဲ့ဘုရားကြွလာတော့ဘုရားကြော့မလို့ဆိုပြီးတော့ကုန်းထတဲ့အခါကျတော့မထနိုင်တော့ဘူးတဲ့ဒီအိယာဟာမထသောအိယာဒီအိယာဟာဘာဖြစ်လဲအာယူပြီးတော့လက်ထောက်ပြီးတော့ဘုံဆိုပြန်လဲသွားတယ်ပြန်ထတယ်ဘုံဆိုပြန်လဲသွားတယ်လုံးဝထလို့မရတော့အဲ့လိုနှစ်ကြိမ်သုံးကြိမ်ထဖို့လို့ကြိုးစားနေတဲ့ဝက်ကလေးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကအလံဝက်ကလေးအလံဝက်ကလေးအလံဝက်ကလေးဝက်ကလေးခြေသားဝက်ကလေးအလံမသိတော့ပါဘူးကွာခြေသားမလုံးနဲ့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 နေမင်းနေတာသလိုနေမာတော်မေသေကေသမောဓာတိမာတော်မေသကေသမောဓာတိတွန်တင်ရှင်သာတိမေသကေမင်းနေတဲ့အဲ့ဒီအိယာကရင်ပေါ်မှာမာသမောတော်တိတဲ့မာသမောတော်တိမလှုပ်ရှားပါနဲ့လှုပ်လာတော့မောလာတယ်လှုပ်လာတော့ဘာဖြစ်လဲမောလာပါဗျာအရောက်လူမကြကြလှုပ်လာရင်ပြောတယ်မလားအမေငိမ့်နေမောနေမယ်မပြောဘူးလားဝက်ကလေးလည်းမောလာတယ်ဝက်ကလေးဘာဖြစ်လဲပရိသတ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကပြောတယ်ခြေသားဝက်ကလေးမလှုပ်နဲ့မင်းမောနေမယ်
ဒီနေ့စကားနဲ့ပြောဒီလိုပေါ်ပြီးငြိမ်ငြိမ်လေးနေလိုက်စမှချစ်သားရဲ့မလုံနဲ့နေကိစ္စမရှိဘူးနေငါဖះအယိုသေးမပြူပါလဲနေကိစ္စမရှိဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်အဲ့လိုမိန့်တော်မူလိုက်တော့မှဝက်ကလိမထေသူများငြိမ်ပြီးတော့ပြည့်တိုင်းရင်ပပေါ်မှာလက်အုပ်ချီတယ်ပေါ်မှာလက်အုပ်ချီတယ်ရင်ပပေါ်မှာလက်အုပ်ချီပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုခေါင်းလေးညှိပ်ပြီးတော့အယိုသေးပေးတယ်တဲ့အဲ့တော့မြတ်စွာဘုရားကဝက်ကလိရဲ့ခေါင်းရင်းမှသွားထိုင်တယ်ဝက်ကလိခေါင်းရင်းမှာနေကထိုင်လေးခင်းတာတဲ့နေကတိုင်လေးပေါ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်တရင်သုံးနေတော်မူတဲ့အခါကျတော့မှာဝက်ကလိဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုနိကကဖူးတွေ့ရတဲ့ချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်စိတ်မှာထွက်ကြွကွမှုတော်မူတဲ့ရောင်ကြီးတော်တွေအနိကကြည်ညိုနေရတာကတစ်မျိုးမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ရွှေမျက်နှာတော်ကြီးကိုတဲ့အနိကဖူးတွေ့ရတဲ့အခါမှာရှင်ဝက်ကလိမထေသူများမျက်ရည်ကျလာတယ်။ဘာဖြစ်လာလဲဘုရားရဲ့ကြည်စံမျက်ရည်တွေဖြိုင်ကြာပြီးတော့ရှိုက်ကြီးတငယ်နဲ့ငိုရောဘုရားရှိမှာရှိုက်ကြီးတငယ်နဲ့ငိုတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဟဲ့ဒီမျက်ရည်ဟာဘာလို့ကျတယ်လဲငါဘုရားလည်းကြွလာပြီမငိုနဲ့မင်းဘာဖြစ်လို့လဲဝမ်းသာဝမ်းနေတယ်ဘာလဲဘုရားရဲ့ဝမ်းသာရင်လည်းမျက်ရည်ကျတယ်ဝမ်းနေရင်လည်းမျက်ရည်ကျတယ်တဲ့ဟိုအကယ်ဒမီစုပေးပွဲတွေမှာဟိုအကယ်ဒမီတွေရရင်တို့မငိုဘူးလားဘာလို့ငိုတာလဲဝမ်းသာလို့ငိုတာတဲ့ဟိုတမီးဘာပြောမှမသိတော့ဘူးဘာပြောမှမသိတော့ဘူးဟိုလေဝမ်းသာပါတယ်ဟိုဒီအကယ်ဒမီဆိုရင်ဟေးနဲ့ဩဒုက္ခငိုရင်ကွာကိုအိမ်ကြမှာငိုပေါ့လို့တဲ့လူကြားထဲမှာပြောပါဝမ်းမြောက်စကားပြောပါဆိုတာဒီအကယ်ဒမီရုပ်ကြီးဝေပြီးတော့ဘာပြောမှမသိတော့ဘူးတဲ့ဘာပြောမှမသိတော့ငိုတဲ့အဲ့ဒါဝမ်းသာလို့ငိုတာတဲ့ဘာဖြစ်လို့ငိုတာလဲတို့မေးတာဝမ်းသာလို့ငိုဘူးလားမငိုဘူးအကယ်ဒမီပေးကြည့်မယ်ကဲအဲ့ဒါကဲဝမ်းနေရင်တော့ငိုဘူးတဲ့ဝမ်းနေရင်တော့ဘာဖြစ်လဲဝမ်းနေရင်တော့ငိုဘူးတဲ့အဲ့တော့ဘေးသတည်းနှမျိုးပေါင်းပြီးတော့ရှင်ဝက်ကလိကတော့ဝမ်းသာတာအရင်ဖြစ်တယ်ဘာဖြစ်လို့လဲမြတ်စွာဘုရားကြွရောက်ချီးမြှောက်တော်မူတယ်ကိုတော်တိုင်ကြွတော်မူလာတယ်မြတ်စွာဘုရားကအနိကဖူးရင်နေတာဖူးရတယ်ဝမ်းသာတယ်ဝမ်းနဲ့လို့ငိုတာကတော့ဘေးသတည်းအိယာတွေကဒီအိယာကငါမထတော့ဘူးသူ့ယောဂအခြေအနေသူသိတယ်မြတ်စွာဘုရားကိုကာယဝတိမနောချီပြီးတော့ဘုရားတပည့်တော်လက်ဆဲပြာထိပ်ပါမိုးပြီးတော့ပြင်စပရိဋ္ဌိတာနိအကြဖြင့်ရှင်ဘုရားကိုတပည့်တော်မကြော့နိုင်ဘူးဒါကြောင့်မို့လို့ဝမ်းနေတယ်တဲ့မထာသောအိတ်ချင်းဖြင့်ဒီအိတ်ရပေါ်မှာအိတ်ရတော့မယ်ဒီခန္ဓာကိုယ်ကြီးကိုစွန့်ရတော့မယ်မျက်ရည်တွေဖြိုင်ကြတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအနိကသူ့မျက်နှာပေါ်ဘုရားမျက်နှာတော့အုပ်ပြီးတော့ဘုရားကြည့်လိုက်တဲ့အခါကျတော့ဘေးသတ္တိမျက်တွင်းကလည်းဟောက်ပဲနှထင်းတွေကလည်းခြိုက်နေပြီလက်တွေခြေတွေကလည်းပလွေရိုးလိုဖြစ်နေပြီလှုပ်လဲမလှုပ်နိုင်အာယူပြီးတော့လှုပ်ပြန်တော့ရင်တွေကခုံလို့မောလာပြန်တယ်ကြည်စမ်းပါဦးဘေးတိုင်ရှင်ဝက်ကလိဖြစ်နေတဲ့ယောဂအဲ့တော့ဒီအခြေအနေကိုကြည်ပြီးတော့ဘုရားရှင်ကိုရောမြတ်ကငါသားတော်ကြီးဝက်ကလိတော့ဒီတောင်ကကြော်တော့မှမဟုတ်တော့ဘူးအဲ့ဒီတော့ဘုရားရှင်ကိုရောမြတ်ကညာဘက်လက်တော်ကိုဆန့်တမ်းပြီးတော့ပြေးတတ်ရှင်ဝက်ကလိရဲ့နဖူးပေါ်မှာမြတ်စွာဘုရားရဲ့ရွှေလက်ဘဝတော်လေးတင်ပြီးတော့ဘုရားရှင်ကိုရောမြတ်ကကိစိတေဝက်ကလိခမနိယံကိစိခမနိယံယပနိယံကိစိတေဒုက္ခဝေဒနာပရိကမန္တိဘယ်လိုလဲရှင်သာဝက်ကလိမင်းဝေဒနာအခြေအနေလေးပြောပါအောင်မင်းဝေဒနာလျှော့ကြတတ်တာရဲ့လားကြမှာရဲ့လားနမေဗန္တိခမနိယံနာယပနိယံဘာလာမေဒုက္ခဝေဒနာဘိကမန္တိနောပဋိကမန္တိတုံတော်ကြည့်တော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ယောဂဝေဒနာဘာလာပြစ်ထန်ကုန်သောဒုက္ခဝေဒနာဆင်းရဲသောယောဂဝေဒနာတို့သည်အဘိကမန္တိတဲ့တစ်ချိန်နဲ့တိုးပြီးတော့လာပါတယ်မြတ်စွာဘုရားနောပဋိကမန္တိလျှော့ကြသစဉ်ခြင်းမရှိပါမြတ်စွာဘုရားလိုအဝါစာဆွေးနေတော်ကြာအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့တည်း
ဝေဒနာဟာနောက်မဆုတ်ဘဲနဲ့ရှေ့ကိုယ်တာတိုးလာပါတယ်မြတ်စွာဘုရားလို့လျှောက်တော့မှဘုရားရှင်ကိုရောမြတ်ကအချိန်မရှိဘူးဒီတိုင်းဆိုရင်အချိန်မရှိဘူးတရားပေးဖို့လို့အချိန်တန်ပြီတဲ့မပေးဖို့လို့လေတရားပေးဖို့လို့အချိန်တန်ပြီလို့ဘုရားရှင်ကိုရောမြတ်တွေးမိပြီးတော့ဝက်ကလေးကိုမေးတယ်ကေစိတေဝက်ကလေးနာကိစီကုတ်ကုတ်ဇာနာကောစီဝိပတိသာတော်ချက်တာမင်းငါမေးမယ်မင်းခုနတော့ကမျက်ရည်လေးဖြိုင်းဖြိုင်းကြပြီးတော့ငိုနေတာဘယ်လိုလဲမင်းစိတ်ထဲမှာကုတ်ကုတ်စဘာတယ်လဲဘယင်သားရဲ့ကုတ်ကုတ်စဆိုတဲ့ပါဠိစလုံးကိုတူတူလေးပြောမယ်ဘယင်သားရဲ့ကုသိုလ်တွေကိုမလုံးလိုက်ရဘူးငါကုသိုလ်ကောင်းမှုတွေမလုံးလိုက်ရဘူးငါသေတော့မယ်ငါကုသိုလ်ကောင်းမှုတွေမလုံးလိုက်ရဘူးလို့မင်းစိတ်ထဲမှာအဲ့ဒီလိုဖြစ်နေသလားမဖြစ်ပါဗျာငါအကုသိုလ်တွေတော့လုံးမိပြီလို့မင်းအဲ့ဒီလိုကတွေးနေသလားအဲ့ဒါကိုကုတ်ကုတ်စတယ်အဲ့ဒါကိုဘာလို့ခေါ်လဲအေးအဲ့ဒါကိုကုတ်ကုတ်စလို့ခေါ်တယ်မလုံလိုက်ရသေးတဲ့ကုသိုလ်တွေကိုပြန်ပြီးတော့တန်တနေတယ်လုံပြီးတဲ့အကုသိုလ်တွေကိုလည်းတတိယနေတယ်မင်းစိတ်ထဲမှာအဲ့ဒီလိုဖြစ်နေသလားလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကမေးတဲ့အခါကျတော့အာနပကံဗန္နေကုတ်ကုတ်စအနပကောဝိပတိတာတော်တပည့်တော်မှာကုတ်ကုတ်စတွေဝိပတိတာရာတရားတွေတဲ့အများကြီးဖြစ်နေပါတယ်ဖရာတဲ့ကြိုက်သွားရောပြေးတိုင်းဘုရားကမေသူကလည်းဖြေတာတပည့်တော်မှာကုတ်ကုတ်စတွေဝိပတိတာရာတရားတွေဖြစ်နေပါတယ်ဖရာဟမ်ဘုရားကနှုတ်နေပါဦးမင်းကမေးပြရသည်အောင်ကိစီပါဏတံဝက်ကလိအတ္တသီလာဒေါနာဥပဝရတိကဲအဲ့ဒါဆိုမင်းငါမေးပဲကွာတဲ့မင်းယဟန်ဖြစ်တဲ့နေ့ကစပြီးတော့ယဟန်တို့ရဲ့စောက်ရှောက်ထိန်နေတဲ့သီလပြတ်သလားတဲ့မပြတ်ပါဘူးမြတ်စွာဘုရားသီလမှာကုတ်ကုတ်စမရှိဘူးသီလမှာဘာမရှိဘူးတဲ့သီလဖြူစင်တယ်တဲ့ဘာဖြူစင်နေတယ်လဲမင်းသီလတရားတွေပြည့်လို့ငါသီလမစင်ကြယ်ဘူးလို့အဲ့ဒီလိုမင်းကိုမင်းပြန်ပြီးတော့ဆွဆွဲနေတာလားမဟုတ်ပါဗျာနာခောမဗန္နေအတ္တသီလတောဥပဝရတိတပိတော်မှာသီလဖြူစင်ပါတယ်မြတ်စွာဘုရားဒါဖြစ်ရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဘာကြောင့်ကုတ်ကုတ်စတွေဝိပတိတာရတွေဖြစ်နေသလဲလို့မေးတဲ့အခါကျတော့မှစိတာပတိကောဟံဗန္နေဘဂဝံတံဒသနာယဥပသင်္ကမတုကာမောနတ္ထိသမေကာယသမိတာဝတိကာဘာလမတ္တာယာဝတံဘဂဝန္တံဒသနာယဥပသင်္ကမေယတပိတော်ဘုရားဖူးခြင်းနေတာကြာပြီဩဘုရားဖူးခြင်းနေတာကြာပြီကိုယ်လက်ကိုမချီနိုင်မသေးနိုင်ထားပြီးတော့မရှိခိုးနိုင်တဲ့အခြေအနေကိုရောက်ပြီတဲ့ကိုယ်တိုင်ထားပြီးတော့ဖူးခြင်းမှတော့လည်းပဲမထနိုင်တော့လို့တပိတော့စိတ်မကောင်းဖြစ်နေပါတယ်မြတ်စွာဘုရားသူကုတ်ကုတ်စားကသူစိတ်မကောင်းဖြစ်တာကတခြားမဟုတ်ဘူးပြေးတိုင်းဘုရားထမရှိခိုးရလို့တဲ့ဘာမရှိခိုးရလို့လဲဒီစိတ်ကိုရအောင်ဖြောက်ရတော့မယ်ဒီစိတ်ကိုဘာလုပ်ရတော့လဲဒီစိတ်ကိုရအောင်ဖြောက်ရတော့မယ်ဒီတော့ဘုရားရှင်ကိုရောမြတ်ကအယံဝက်ကလေးအယံအလံဝက်ကလေးရှင်သာဒီစကားဒီမာတွေရတ်တော်တဲ့မောရသူရှေ့လျှောက်တော့မှလေတပည့်တော်တော်ထဲမှာနေတော့ကရှင်ဘုရားကိုတပည့်တော်ဝါဆိုလာကမိုးတွေရွာတော့ကလွန်တယ်ဖယားဝါကောင်လာရောက်တော့လေရှင်ဘုရားကိုတပည့်တော်တတိရတယ်ဖယားကလမ်းပွင့်ပေးလို့ရတော့ဘုရားသူပြောတော့မှဒါတွေကဒီနေရာမှာသေဘေးတေဝစိုက်နေတဲ့နေရာမှာဒါအရေးမကြီးတော့ဘူးအရေးကြီးသလားအရေးမကြီးတော့ဘူးဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကအလံဝက်ကလေးရှင်သာဝက်ကလေးရက်လိုက်စမ်းဒီနေရာမှာဒီစကားဘာဖြစ်လဲဒီမှာပြန်တော်မူမဲ့အချိန်ကကတ်နေပြီဒီကိုတော်ဟာအဲ့တော့ဘုရားရှင်ကိုတော်မြတ်ကတိမ့်တင်ဣမိနာပုတိကာယေနဒိဋ္ဌေနတေတယတေရှင်သဝကလိတိဒိဋ္ဌေနဖူးမြင်ခြင်းကအလိုရှိသောဣမိနာပုတိကာယေနဟောဒီငါဘုရားရှင်ခန္ဓာကိုယ်ရုပ်အကောင်ပုံကြီးပြီကိမ့်ပဲကျိုးရှိအနီးဟဲ့ဝကလိမင်းငါဟာဒီခန္ဓာကိုယ်ကြီးအပုတ်ကောင်ကြီးกว่าဘုရားကခေါင်းရင်ကထိုင်ပြီးတော့ဒီအပုတ်ကောင်ကြီးကိုမင်းထိုင်ပြီးတော့ဖူးနေလို့ဘာအကျိုးရှိမှာတော့အနာနဲ့ဆေတဲအောင်ပေးရတယ်ဘုရားတည်းငါဘုရားခန္ဓာကိုယ်အပုတ်ဘုန်းကြီးတို့စာပေမှာမေးထားတာရှိတယ်မြတ်စွာဘုရားဒီကျင်ကြီးကျင်ငယ်စောန္ဒလအပေါ့လေးသွားတယ်ဟောဘုရားလည်းခန္ဓာကိုယ်စားတော့ရှိထွက်မှာပဲခန္ဓာကိုယ်လေးကထွက်မလားမထွက်ဘူးလားဘုရားဒါကြောင့်မို့လို့ဟောဒီအပုတ်ကောင်းကြီးကိုမင်းဖူးမြင်ခြင်းကဘာလို့ရှိမလဲယောခောဝကလိဓမ္မပတ္တိသောမပတ္တိယောမပတ္တိသောဓမ္မပတ္တိဓမ္မာဟိဝကလိပတ္တံတောမံပတ္တိ
Mampatano Dhamma Patati, Yamalo Turu Biome Payeta, he, Sese Ega Ama Abjen, Dhamma Diago Patano Mini Sido, Manga Payago Patati Mini Mibabe, Manga Payaje Koromiago Patano Mini Sido, Dhamma Diago Leva Patati Miamai, Indi Ido Bagawa Payaje Koromiaga, Imina, Owadina, I Owada Zagaje. Already go the Madway so maro mulai babe the D. Sita waggling up here. About long near Holy Kanago Yigo, me Ayo Mabunero, Tea Ayo Bubaro, Teago, Miao Givaro, Payago, Mienje Teago, Ayamiao Giare, Tea Miema, Payami me. Bamiema, Bamiene. Payago, Mimizo, and Teale, Mimilo, Piaje, Goromiaga, made no mune, the Erale, Leso, Gizama, Teami, Layen, Payabe, Amabe, Miami, Teami, Layen, Payabe, Amabe, Miami, Teami, Payabe. Amambe Madwebi Dayamamim Hayabe Amambe Madwebi Hayami Layim Dayabe Amambe Miami Hayamamim Dayabe Amambe Madwebi Hayadaya Abyan Langa Dui Dwa Miami Hayadaya Abyan Langa Dui Dwa Miami Di Wakali Dutama Bayedai Tayane Payago Pyaumian Pyaumian Dwada Namatika Tayami Payami Me Namatika Vadele Ayeti Nevi Huma Teve Dewa Sai Nevi Tegani Lumama Taya Ayen Hore Bayan Hole Bayedai Tayago Yemiao Jiba Tayami Payami Me Tayami Vadele Now the Kajaro Payami Tayami Me Payami Bami Me Apiana Dwabia Yasabia Didinaro Hore Wakali Meti Payabova Alon Chino needed Dara Tayago Abio Dwa Ao Yasabia Daraga take Payaboma take Chino needed Kajar any Darago short up later Darago Valo later Payago Yemiao Medina Taya Yemiao Ji Dikanago Pokani or Memu Punelo Minelo Bama Jomsi had the Yamiao Ji Tayago Levy later Bebego Levy later Edoma Wakali Metimia Sabia my Gino Darayo Dore Darata attended Chimapiaga Darago Nene show later Darago show later Capiaboma to Nenali Yo The Yaboma, I don't say anything. Kalama, Ruban, Nezawa, Anezawa, Di, Payaka Konya, maybe. Chenza Wagani, Honey, Kanago, Yodea, Miedala, Miebula, Anezam Bandi, Mamieva, Miaswapia, Yambana, Nezan, Dokawa, Tantukawa, Di, Mamiere, Nezan, the Bodeaga, Dokawa, Tukawa, Di. Seye the la chana, the Lazaro Dokan Vani, Seye Vare, Vare Vidae. Yambana, Nazan Dokan Ubrina, Damakala Nutan, the Manu Badito, Kala Nutan, the Manu Badito, Eta Mama, Edo Hamadami, Edo Me Adadi, Sedawagari, Miele Mamievu, Sele Seye, Paule Paupia, Mamie Seye, Paupia, Nede Yodayago. Danga Oza, Danga, Nga Adado, Tanane, the Manane, Taunwa, Daytine, Swellan, Yanga, Cheta, Tendo Bamala, no hidden bandi. Tongo ne Mira, Benaco Mele, Matendova, Unya Swabia, Me, Kanago Wama, Shimbola, Kanania, Wedanagayo, Nezawa, Anezawa. Yaga, let Wabi be die, with an Abego let Wada, Bego let Wada.
ဝေဒနာနေဆံဝါအနိစ္စဝါတိမင်းခံစားနေရတဲ့ဝေဒနာကတော့မြဲမလားဟဲ့จิตသားရဲ့ဆိုတော့အနိစ္စဗန္တိတဲ့ဝေဒနာလည်းမမြဲပါဗျာဝေဒနာလည်းပါတယ်လေမြဲပါဗျာအဲ့ဒါကိုဝေဒနာအနိစ္စတဲ့ဘာအနိစ္စတဲ့လဲဝေဒနာလည်းမမြဲပါဗျာလို့အဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကမေးတော့ယံပါဏဝေဒနာဒုက္ခဝါတံဒုက္ခဝါတိဒုက္ခဗန္တိအဲ့ဒီမမြဲတဲ့ဝေဒနာကတော့ဒုက္ခလားဒုက္ခလားဆိုတော့ဒုက္ခပါမြတ်စွာဘုရားလက္ခဏာညာ၃ပါးလက္ခဏာညာဘယ်နှပါလဲအနိစ္စဒုက္ခအနတ္တလက္ခဏာညာ၃ပါးဆိုင်အောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ဟောဘုရားကမေးလိုက်ဝက်ကလိကဖြေလိုက်ဘုရားကမေးလိုက်ဝက်ကလိကဖြေလိုက်တဲ့ပြေသားရဲ့ဝက်ကလိရဲ့စိတ်ဟာခန္ဓာပေါ်ရောက်သွားပြီဘယ်ပေါ်ရောက်သွားလဲစောစောကဘုရားပေါ်မှာစောစောကဘာမှလဲဘုရားသိကြည်ညိုတဲ့ပုဂ္ဂိုလ်ဟာခန္ဓာထဲမှာဉာဏ်ဆိုင်ပြီးတော့ဘုရားရှင်ကိုရောမြတ်ဟောတော်မူတဲ့တရားဉာဏ်ပေါ်မှာခန္ဓာဆိုင်ပြီးတော့ရှုနေလို့ဘုရားမေးတဲ့မေးခွန်းကိုသူဖြေနိုင်တာပြီးတော့အရှင်ဝက်ကလိလက္ခဏာရဲ့သုံးပါးမြင်မို့လို့ဘုရားရှင်ကိုရောမြတ်ကရှင်ဝက်ကလိကိုဉာဏ်လို့ပြောရင်လက္ခဏာဉာဏ်သုံးပါးတဲ့လက္ခဏာဉာဏ်ဘယ်နှပါးလဲအေးအဲ့ဒါလေးလိုက်ဆိုကြည်သားမှာခန္ဓာ၅ပါးယုံနာအားပွားများရှုသင့်ပြီခန္ဓာ၅ပါးယုံနာအားပွားများရှုသင့်ပြီရှုပါများလင်အမှန်ပင်ဉာဏ်တွင်ပေါ်လိမ့်မည်ရှုပါများလင်အမှန်ပင်ဉာဏ်တွင်ပေါ်လိမ့်မည်ပေါ်လျင်မုတ်ချအနိစ္စဒုက္ခထင်လိမ့်မည်ပေါ်လျင်မုတ်ချအနိစ္စဒုက္ခထင်လိမ့်မည်ဒုက္ခထင်လျင်အနတ္တပင်ဆင်ခြင်သိလိမ့်မည်ဒုက္ခထင်လျင်အနတ္တပင်ဆင်ခြင်သိလိမ့်မည်အနတ္တမြင်အတ္တစင်ငါပင်ပြောင်းလိမ့်မည်အနတ္တမြင်အတ္တစင်ငါပင်ပြောင်းလိမ့်မည်ငါပင်အတ္တပျောက်ဆုံးကမုတ်ချချမ်းသာမည်ငါပင်အတ္တပျောက်ဆုံးကမုတ်ချချမ်းသာမည်ချမ်းသာလိုလားအမျိုးသားကြိုးစားအားထုတ်မည်ချမ်းသာလိုလားအမျိုးသားကြိုးစားအားထုတ်မည်အနိစ္စဒုက္ခရဲ့လို့ရှုပ်လာတဲ့ခန္ဓာပုပ်ပွားလို့နားပါတယ်မခံသာဘူး31ဘုံတခွင်မှာကြုံရအင်းဆိုးချက်ကထူအနတ္တအတ္တထင်သည်အနတ္တအတ္တထင်သည်ဓမ္မပင်သိဘူးမကြအစဉ်ပကတိမြူဓာက12ဥအာယတနာမြင်ကြနံလျက်တွေညာဓာကယဉ်ဓာမြထိခိုက်တာပါမသိလိုက်ထိုအခါမှာမသိလိုက်လို့ထိုအခါမှာကိုငါအထင်မှားတာကြောင့်ထင်မှားတဲ့တက်ကရေဆွဲမပြက်ပေငရဲနရဲ့အပါရေမှာငရဲနရဲ့အပါရေမှာကြာအရှိနေအောင်မိပါလေတပ္ပံအလုံးစုံသောခန္ဓာ၅ပါးတရားကိုဣတံဤခန္ဓာ၅ပါးတရားဒီမှာငါဤနတတကံကိုယ်ပိုင်ဥစ္စာမဟုတ်ပါကြတကားဧသောဤခန္ဓာ၅ပါးတရားသည်အာငါသည်နအတ္တမိမဟုတ်ပါကြတကားဧသောဤခန္ဓာ၅ပါးတရားသည်မေငါဤအနတ္တအတ္တမဟုတ်ပါကြတကားဣတိဤသို့ယထာဘူတံဟုတ်တိုင်းမှန်စွာသမ္မပညာယမှန်ကန်သောပညာဖြင့်ဝါထုသောဝိပဿနာဉာဏ်ပညာဖြင့်တထဗံကောင်းစွာမသွေးတင်ချစ်သာအာထုတ်သင့်ပါပေသည်လို့
ဘဂဝါဘုန်းတော်6စုအောင်လံတူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေ3ပါးနဲ့တဏမာနဒိဋ္ဌိဖြုတ်ဖို့တရားရှုပါလို့မြတ်စွာဘုရားကတိုက်တွန်းပါတယ်ရှုပါများလို့ဝိပဿနာဉာဏ်စဉ်တွေတက်စင်မိတက်စင်တက်လာရင်နိဗ္ဗိဒဉာဏ်ဖြစ်မယ်နိဗ္ဗိဒဉာဏ်နောက်ကနေပြီးတော့ဝိရာဂခေါ်မက်ပေါ်လာလိမ့်မယ်ဝိရာဂနောက်ကဝိမု ക്തി ခေါ်တဲ့ဖို့ပေါ်လာမယ်ဝိမု ക്തി ဖို့ပေါ်ပြီးတဲ့နောက်မှာပစ္စောကနာပေါ်လိမ့်မယ်ချစ်သားလို့မြတ်စွာဘုရားဒီတရားတူတူလေးဟောပြီးတော့ဘုရားရှင်ကိုတော်မြတ်ဂိတ်စကုတ်တောင်ပေါ်ကိုကြွသွားတယ်ဘယ်ကိုကြွသွားလဲလာတာဝေလူဝန်ကလာတာလာတာပဲကလာဝေလူဝန်ပြန်သလားအကြောင်းရှိတယ်ဘုရားသားရေမြတ်စွာဘုရားကြောင်းတော်မပြန်မဲနဲ့ဂိတ်စကုတ်တောင်ပေါ်ကိုကြွသွားတယ်ဖះကြွသွားပြီးတော့မကြခင်ရှင်ဝက်ကလေးကအဖော်ရဟန်းနေခေါ်ပြီးတော့ကိုတော်တို့လာတပိတော့ဒီတဲကနေထုတ်ကိုတော်နေမကောင်းဖြစ်နေဒီမှာပဲနေမရဘူးထုတ်ဘယ်သွားမလို့လဲဣတိကိလိတောင်းတဲ့ဘယ်တောင်းတဲ့ဝေဘာရတောင်းဝေဘုံလတောင်းဣတိကိလိတောင်းပန္နဝတောင်းဂိစကုတ်တောင်းတောင်းကြီးငါလုံးကာထားတာရာတရိုမျိုးဆိုတာဖះကဂိစကုတ်တောင်းဣတိကိလိတောင်းမပို့ပေးပါတယ်ဟာထမ်းတရားပြန်မပရိသတ်ဒီလူမမာကြီးကိုအဲ့ဒါဣသိဂိရိတောင်ပေါ်ရောက်တဲ့အခါကျတော့မှဣသိဂိရိတောင်ပေါ်ကာလသီလလို့ခေါ်တဲ့ကြောက်ဖြာရှင်မမောက္ကလံပြိဋိဘံဆံသွားတဲ့ကြောက်ဖြာကြီးပေါ့အဲ့ဒီကြောက်ဖြာကြီးပေါ်မှာအသာလေးတင်းလို့ကိုတော်တို့အနာကနေခွာကြတော့သွားကိုတော်တို့သွားတရားမှတ်တော့မယ်ဘာလို့မလဲဘုရားသားရဲ့အဲ့ရာကိုရိတ်သာလုံးပြီးရှင်ဝက်ကလေးမတည့်ရဲ့ခန္ဓာမှာဘာထင်ရှားနေတယ်လဲဝေဒနာဘာထင်ရှားနေတယ်ဝေဒနာထင်ရှားနေတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့စာပေများဘူတံသောပတ္တိထင်ရှားတာကိုရှုပါဘာကိုရှုမလဲထင်ရှားတာကဝေဒနာထင်ရှားနေတော့ဝေဒနာကိုပဲရှုနေတယ်ဝေဒနာပေါ်မှာသီလကပ်ပြီးတော့ရှုလိုက်တော့အရှုခံပြတဲ့ဝေဒနာနာနောက်ကအဲ့ဒီဝေဒနာပေါ်မှာလိုက်ပြီးတော့ရှုနေတဲ့နာလို့ခေါ်တာစိတ်နာငါပါလေဘုရားသားရဲ့အတိစိတ်ဝေဒနာခံစားနေရတာကိုနောက်ကနေလိုက်ပြီးတော့ရှုတယ်အတိစိတ်အဲ့ဒါမှဘုရားသားရှုရင်နဲ့ဝေဒနာဟာဘာဖြစ်လဲပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်နဲ့အိုးမမြဲပါလားအခုဖြစ်နေတယ်အခုပြောင်းသွားတယ်အခုထပ်ဖြစ်လာမယ်နဲ့ဝေဒနာတစ်ခုထပ်ရှုတာပဲနိုင်အောင်အဲ့ဒီလိုနဲ့ဘုရားသားရဲ့လက္ခဏာညာထင်လာပြီမမြဲပါလားငါကတော့ဒီဝေဒနာကအမြဲတမ်းဖြစ်နေတယ်ထင်နေတယ်အခုညာဆိုင်ပြီးတော့ရှိလိုက်တော့ခုပြောက်သွားတယ်ဟောချက်ချင်းပြန်ဖြစ်လာပြန်တယ်ဟောတော့ကြောင့်ဟိုနာကနာတာပြန်ပေါ်တဲ့နေရာတွေကိုထင်ရှားတဲ့နေရာတွေကိုလိုက်ပြီးတော့မှတ်နေတာဘုရားတိုင်းရှင်ဝက်ကလေးဟာအဲ့ဒီလိုနဲ့လက္ခဏာရဲ့၃ပါးထင်ဥဒယဘယညာဝင်ဖြစ်ပြသိနေတဲ့ရှင်ဝက်ကလေးရဲ့ညာအစဉ်မှာတရားမြင်နေပြီဘာမြင်နေသလဲတရားမြင်ရင်ဘုရားမြင်မယ်တရားမြင်ရင်ဘာမြင်မလဲအာတညလုံးပရိသတ်ရဲ့အဲ့ဒီမှာဝေဒနာနုပါဒနာကမ္မထရှုနေရင်နဲ့ညသကောင်ချိန်ရောက်ပြီတဲ့ဘယ်ချိန်ရောက်ပြီလဲခွန်ကြီးထင်တယ်ညနေဆောင်ခေါ်သွားတာထင်တယ်ဣတိဂိရိတောင်မဟုတ်ဘူးအဲ့ဒါညသကောင်ရန်ချိန်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကလည်းမပြန်ဘူးတဲ့ပရိသတ်ရဲ့ကိစ္စကုတ်တောင်ပေါ်မှာဘယ်တောင်ပေါ်မှာလဲနတ်သားနှစ်ပါးရောက်လာတဲ့ဘုရားရှိကိုနတ်သားနှစ်ပါးရောက်လာပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုလျှောက်တယ်ဝကလိဗန္နေဝိမောက္ခယစေတောတိဘိက္ခုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘုရားဝကလိမထေယမက်ဖို့ရရန်တရားအထုတ်နေပါတယ်ဘုရားတဲ့အဲ့ဒီယဟန်ကကိလေသာဘေးတန်တရာဘေးကလွတ်လိမ့်မယ်လို့ထင်ပါတယ်မြတ်စွာဘုရားဒါကြောင့်ဘဒုမတိတိနတ်တိတယ်ဆိုတာဘုရားတဲ့ကြည်သားဝကလိတရားအထုတ်နတ်သားနှစ်ပါးဘုရားလာလျှောက်သွားတယ်ဒီကိုတော့မဲ့ညာဘုညာရမယ်လို့ထင်ပါတယ်ဖေဟာရှင်ဝက်ကလေးဣတိဂိရိတောင်ကာလသီလာကြောက်ပြာကြီးပေါ်မှာပက်လက်အနေထားနဲ့မခါသောအိတ်ချင်းပင်တရားမှတ်နေပါတယ်ဖေဟာဒါနဲ့နတ်သားနှစ်ပါးလျှောက်ပြီးပြန်သွားတူတူပြောဆိုမိုးလင်းပြီဆိုလိုက်ကြတော့ဘုရားသားရဲ့မိုးလင်းတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကတန်ဃာတော်တွေခေါ်ပြီးတော့ဟဲ့ညကနတ်သားနှစ်ပါးငါဒီလိုလာပြောသွားတယ်မင်းတို့ဟိုတောင်ကူးသွားကြတာသွားဣတိဂိရိတောင်ကူးသွားတယ်ဣတိဂိရိတောင်ရောက်ရင်ဝက်ကလေးကို
သွားပြောပြလိုက်ညာကနသနာဘမြတ်စွာဘုရားကိုဒီလိုလာလျှောက်တယ်လို့ဆိုကိုတော်တွေကခေသကုတ်တောင်ကနေဣတိဂရိတောင်ကူးသွားဟိုရောက်တော့ဝက်ကလေးကပက်လက်ကြီးပရိသတ်အဲ့ဒါရှင်ဘုရားဝက်ကလေးရှင်ဘုရားကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကမိန့်တော်မူလိုက်တယ်ညကနသနာဘဒီလိုလာလျှောက်တယ်ပေါ့ရှင်ဘုရားကမညာပညာရလိမ့်မယ်လို့ပြောတယ်အဲကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ရဲ့အမိန့်တော်လာပြောတဲ့အခါမှာရှင်ဝက်ကလေးကတောက်မှန်တယ်ရှင်ဘုရားတို့တဲ့ဘုရားစကားတော်ကိုပြောချင်ရင်တပည့်တော်ကကြောက်ဖြာကြီးဘဝဖြစ်နေတယ်ရှင်ဘုရားတော်အောက်ကတပည့်တော်ကိုအောက်ချပေးပါတဲ့သူ့ကိုပဲချခိုင်းလဲပြည့်တယ်မြတ်စွာဘုရားစကားတော်ကိုနားထောင်မှမလို့အမြင့်ကနေနားမထောင်မရစေနဲ့တပည့်တော်ကိုအောက်ချပေးပါဒါနဲ့တန်ခါးလေးကအောက်ပွေချပြီးတော့မဟာဘာယိဝက်ကလေးရှင်သာဝက်ကလေးမကြောက်ပါနဲ့အပါပကံတေမရဏဘဝိတ္တိသင်္ချစ်သားရဲ့သေခြင်းကကောင်းသောသေခြင်းဖြစ်လိမ့်မယ်လို့ဘဂဝါဘုရားရှင်ကိုရောမြတ်ကမိန့်တော်မူလိုက်တယ်ဘာမှမကြောက်နဲ့သေသွားရင်လည်းပဲကောင်းသောသေခြင်းပဲလို့မြတ်စွာဘုရားမိန့်တော်မူလိုက်တယ်လို့အဲ့ဒီလိုပရိသတ်တွေတန်ဃာတော်တွေမြတ်စွာဘုရားလာပြောခိုင်းတဲ့စကားကိုပြောကြလို့အပြီးတန်ဃာတော်တွေလည်းပြန်သွားရောရှင်ဝက်ကလေးဘာလို့တလဲတဲ့သူတပိတ်လေးပါလာတပိတ်ကိုလက်လေးနဲ့ဆန်းတပိတ်ကဝုန်းဆိုလဲတော့တပိတ်ထိကသင်္နှုံးသားထွက်လာတယ်တဲ့ဘာထွက်လာကောင်းရိပ်တာဘာသာလဲပရိသတ်ရဲ့ကိမ့်မေအိမိနာဒုက္ခိနာဇိဝိတေနာတတ္တံအာရိတဝမရိသာမိတိခိနေနာသတ္ထေနာကန္ဒနာလစိန်ဒီတဲ့မေငါအာဒုက္ခိနာဆင်းရဲသွားသောခန္ဓာကိုယ်ကယောဂခဏဖြစ်ဒုက္ခိနာဆင်းရဲသွားသောဣမိနာဇိဝိတေနာဤကဲ့သို့သောသက်ရှင်ခြင်းမျိုးဖြင့်ကိမ့်ဘဲကျိုးရှိရနေတတ္တံလက်နဲ့ကိုအာရိတဝါယူ၍မရိသာမိသေတော်မယ်ကိုယ့်ကိုယ်တတ်သေးတော့မရိသာမိသေတော်မယ်ဣန္ဒီဤသို့တိခိနေနာထက်လာသွားသောတတ္ထေနာဒါဖြင့်ကန္ဒနာလံလက်ပင်ကိုချိန်ပြီးဖြတ်လေပြီဘယ်လဲအနေထားမှာတင်နှုံးနာလက်ပင်တင်ပြီးတော့သူ့ကိုယ်သူလက်ပင်နာတင်နှုံးနာနဲ့ကြိတ်ခီတော့တာကြည်စမ်းတော်ပြီလေဒီခန္ဓာကိုယ်ကြီးစော့နေတာကောင်းတယ်လေဒုက္ခပေးတဲ့ခန္ဓာကိုယ်အဲ့တော့ဘယသတ္တေအဲ့ဒီလိုဖြန်လိုက်တော့အစောတုန်းကသူတရားနဲ့သူမှတ်နေတာဟုတ်သားပဲဒီမှာသူတကယ်ဒီလေမင်းမော်တင်နှုံးနာတင်ပြီးတော့ဖြတ်လာတဲ့အချိန်ကာလမှာဘယသတ္တေအသားပဲကွယ်ဘယသတ္တေဓာတ်နဲ့လှီးတော့မနာဘူးလားမယုံရင်လှီးကြည့်ပေါ့ကွာအဲ့ဒါနာတာပေါ့ဘယသတ္တေနာတဲ့အခါကျတော့အမလေးနာလိုက်တာဟောဟာဒေါသနဲ့ခုခံဘာနဲ့ခုခံတာဒေါသနဲ့ခုခံတော့သူ့ဟာသူလည်းပြန်စဉ်းစားတယ်အစောတုန်းကငါတရားမှတ်နေတာဟုတ်တယ်အခုဒီဟိုဝေဒနာမှတ်နိုင်တယ်ဒီလေပဲလိတဲ့ဝေဒနာကြတော့ဗာပဲနာတဲ့အခါအမလေးနာလိုက်တာဆိုဟာသွားပြီငါကုံကခုနကတော့တရားထဲမှာမျောပြီးတော့ငြိမ်နေတာမှတ်နိုင်တာငါကုံကယဟန္တာလို့ထင်နေတာအခုယဟန္တာမဟုတ်ပါဘူးလားဒီသင်္နှုံးနာနဲ့လေပဲလိတော့နာအမလေးနာလိုက်တာလို့ငါရောင်ပြီးတော့အော်မိတယ်အဲ့တော့ငါဒေါသနဲ့ခုခံနေတာငါပုထုဇဉ်ပဲရှိသေးတာပဲဒီတော့ပရိသတ်တွေဒါကလည်းလိနေတယ်တန်လိုက်ဘာလို့လဲဒီနေရာမှာမူလကမ္မထာနဲ့ဘာကမ္မထာနဲ့လဲမူလကမ္မထာကခန္ဓာကိုယ်ထဲမှာဒုကောင်းကနာနေတာဖိုက်ကနာနေတာခါကနာနေတာအဲ့ဒါမူလကမ္မထာအခုဒီမှာလိတာကဒါအစ်စ်အဲ့တော့ဘယ်ဟာရှုမလဲဒါမရှုတော့ဘူးဘယ်တိုင်းဟိုဟာသွားရှုတာမူလကမ္မထာကိုဘယ်ကမ္မထာကိုလဲမူလကမ္မထာကိုယူပြီးတော့ဝေဒနာအိုးဖို့ကောင်းတယ်ဘယ်တိုင်းဒါကိုလိလို့ရှုပြီးတော့ဟိုဟာသွားရှုနိုင်တယ်ဆိုတာကလည်းပဲအိုးဖို့ကောင်းတယ်တဲ့အဲ့ဒီမှာမူလကမ္မထာဝေဒနာရှုအနိစ္စဒုက္ခအနတ္တလက္ခဏာဉာဏ်ထင်ဉာဏ်စဉ်နေတက်လို့ပရိသတ်တေဒီကတို့ရလဲလွန်နေပြီတို့တွေကလည်းဘောနဲ့ထွက်မလိတော့ဘူးလိထားတဲ့နေရာတန်းထားလိုက်တာဒီကနေပြီးတော့တွေလည်းပဲငါတွေရလဲထွက်တွေတွေလည်းကုံယဟန္တာလည်းဖြစ်ကိလေသာလည်းကုံပရိသတ်အံ့ဩဖို့ကောင်းတယ်ဘုန်းကြီးတို့အဲ့ဒါမြတ်စွာဘုရားသာနာတော်မှာဇီဝိတသမတိတိယဟန္တာတဲ့မူလတိကံမူလကမ္မထာနာအာရယတိကံလင်းမြန်သွားမူလကမ္မထာနာမူလကမ္မထာကိုအာရယပြန်ယူ၍သမတန်တောသုံးတတိရှိသောအရဟတံပပုနေတဝါအရဟတဘုသို့ရောက်ရသာလေကာလမကတိပြန်လွန်တော်မူခဲ့ပါပြီတကားယ
ယဟန္တာလည်းဖြစ်ပြိဋိဘံလည်းစံဘယ်သူမှမသိတာဘူးဘုရားတိုင်မြတ်စွာဘုရားကဒီဘက်ကဒိဋ္ဌကုတောင်ပေါ်ကနေဘုရားမြင်တော်မူသိတော်မူတယ်မြင်တော်မူသိတော်မူတော့မှဘုရားကသံဃာတော်တွေခေါ်ပြီးတော့ဟဲ့လာကြသွားကြစို့ဣတိဂိတောင်သွားမယ်လိုက်ခဲကိုတောင်လဲရောက်လဲရခေါ်ဘုရားတိုင်လက်ရပဲစောင်းပြီးတော့ပြန်လွန်တော်မူနေတဲ့ရှင်ဝက်ကလေးရဲ့ပုံဘုရားရှင်ကိုရောမြတ်မြင်တော့မှကိုင်ဒီနာရှိတဲ့တက်ကိုင်းသိရွယ်ဒီကိုလုံးရှုကြရှားကြဖွေးကြအဲ့ဒီကာလသီလကြောက်ဖြာပေါ်မှာပဲရှင်ဝက်ကလေးမထေသူများရဲ့အလောင်းတော်ကိုပြကြအောင်မြတ်စွာဘုရားနဲ့သံဃာတော်တွေပရိသတ်တွေမိသင်ကြကြပါတယ်မိသင်ကြတို့ကြံတဲ့ခါကျတော့မိလဲငိမ့်တာကိုဓာတ်တော်တွေကြံခဲ့တယ်တဲ့ဘာတွေကြံခဲ့လဲအဲ့ဒီဓာတ်တော်တွေကိုမြတ်စွာဘုရားနဲ့သံဃာတော်တွေပရိသတ်တွေယူလာပြီးတော့ပြန်လာပြီးဣတိဂိတောင်ကနေပြန်လာပြီးတော့အဲ့ဒီရာဇဂုံမြို့အပြင်ဘက်မှာဝက်ကလိစေတီတဲ့သူဓာတ်တော်တွေဌာပနာထားပြီးတော့စေတီတည်ပြီးတော်မူပါတယ်။ကိုင်ပရိသတ်ဝက်ကလိထေရပါဒံတရားပြီးသွားပါပြီ။အဲ့ဒါဒီတရားရဲ့အနှစ်သာရကဘာလို့ဆိုရင်ဘုန်းကြီးတို့တနေ့တစ်ချိန်မှာအဲ့ရထဲမှာယောဂဝေဒနာတွေခံစားပြီးတော့နေရတဲ့အချိန်ကာလမှာဘယ်လိုတွေကိုဘဝခရီးတွေကြွတင်ပြင်ဆင်ပြီးတော့သွားမယ်ဆိုတာကိုခုချိန်တည်းကနော်တတိတရားလက်ကင်ထားပြီးတော့အိယာဝင်တိုင်းတတိယအောင်လို့အိယာတဲ့ဝင်တိုင်းတာဝေကညာပွားရအောင်လို့ဆိုတဲ့ဒီကြီးပဲချက်ဖြင့်ခဏဟောတဲ့တရားပရိသတ်အိယာဝင်တိုင်းတတိယပါတဲ့ဘာတရားလဲအေးဝက်ကလိမထေတို့လိုမထာသောအိခြင်းမြေယောဂဝေဒနာတွေပြင်းပြထန်ထန်ခံစားနေရတဲ့ချိန်ကာလမှာငါဒေါသနဲ့ခုခံမလားတရားနဲ့ခုခံမလားဆိုတာကိုမေးပြီးတော့အဲ့ဒါကိုခုခံခြင်းတော့တရားလက်နဲ့ခုတဲ့ကနေရှားဖွေထားနိုင်ကြပါလေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ကိုင်းဆိုလိုက်သမ်းမှာလောကလူရွာရှင်လူများတို့ညာစဉ်ညာတိုင်းအိယာဝင်အိယာဝင်စဉ်ဘာညာတွေ့လို့ဟိုရေးဒီရေးအစုံပင်ဖြစ်တာမဖြစ်တာစိတ်မလေးလို့မှန်စွာမအေးလို့အပူတွေဝင်ဟိုနာသေးရဲ့ဒုက္ခပေးတခါလေးမှမစင်ခြင်းနာပြချိန်ခါအိယာထဲမှာမိခါပက်လက်နေရလေထိုချိန်ခါမှဓမ္မတရားကိုရှုကားပွားလို့နေဖို့ပြင်ဝက်ကလိခောယဟန်တော်မြတ်ကသူကိုသူတတ်တေပင်သူလိုဝေဒနာကိုခံစားရင်ရှုကားပွားမှတော်မယ်ထင်အဲ့ဒါကြောင့်အိတ်တဲ့ချိန်များတတိထားရှုပွားနေစေခြင်းလောကလူရွာရှင်လူများတို့ညာစဉ်ညာတိုင်းအိယာဝင်အိယာဝင်စဉ်ဘာညာတွေ့လို့ဟိုရေးဒီရေးအစုံပင်ဖြစ်တာမဖြစ်တာစိတ်မလေးလို့မှန်စွာမအေးလို့အပူတွေဝင်ဩနာသေးရဲ့ဒုက္ခပေးတခါလေးမှမစင်ခြင်းနာပြချိန်ခါအိယာထဲမှာမိခါပက်လက်နေရလေထိုချိန်ခါမှဓမ္မတရားကိုရှုကားပွားလို့နေဖို့ပြင်ဝက်ကလိခောယဟန်တော်မြတ်ကသူကိုသူတတ်သေးပင်သူ
လိုဝေဒနာကိုခံစားရင်ရှုကားပွားမှတော်မယ်ထင်ဧဒါကြောင့်အိတ်တဲ့ချိန်များတတိထားရှုပွားနေစေခြင်းဧတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိသဘာတိတောတေနတဗေဒုက္ခယံဒုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနအရဟတသုတယံဘုခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာဟိသဘာတိတောထံကတိုင်းဘယပြပြသာသာတိကရွတ်ဆိုရေဟောကြားအပ်သောအယံဓမ္မောဝဂ္ဂလိထေရပါဒလို့ခေါ်ဆိုအပ်တဲ့အိယာဝင်တိုင်းတတိယပါလို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယငါသည်ဒေတိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဒေနထို့သောစိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူကြောင့်တဗေကျွင်းမဲ့အုပ်သုံးလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်္ဂိနောမိမိတို့အသည်အလိုရှိရာတောက်တာအပ်သောဣဒ္ဓမင်္ဂလာကျက်တည်းဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း